Mingalaba, Osalasai. Okay, come on, get by any way I'm any a hound they could jam rosade. Ooh, the nigga made in it. Mule you are. Do Ponsalame, the name of Javi. Sabi don't look at me. Vale. Minglaba, con you not every Javasi. Vale. Daveli. See, I'm in Glavazin. မြိုင်ကပြူစောတိရွာကိုတော်လန်ရစ်တပ်တွေတင်ပိုက်တယ်တဲ့မကွေးတိုင်းမြန်မြို့နယ်ကအာနာသိန်းစစ်တပ်အထိုင်ချထားတဲ့ပြူစောတိကျေးရွာကိုတော်လန်ရစ်တပ်တွေကတင်ပိုက်လိုက်တယ်လို့ဒေသခံတရေမြစ်တွေကပြောပါတယ်စစ်တပ်ရဲ့အမှန်ကန်တဲ့မြေဖြစ်တဲ့မြိုင်မြို့နေ့73မိုင်ဝန်းကျင်အကွာကတဲ့ပြူစောတိအားကောင်းတဲ့တရက်ကန်ကျေးရွာကိုတဲ့ဒီကနေ့မေလ23ရက်နေ့မနေ့ပိုင်းမှာတင်ရစီခဲ့တာလို့ဆိုပါတယ်တင်ရတာဟုတ်တယ်တဲ့ဒါပေမဲ့မြေအခြေအနေရတင်ရတဲ့ဖြစ်စဉ်ကိုတဲ့အသေးစိတ်ပြောမရသေးဘူးလို့ညံမျိုးနဲ့စီရတရင်ကြီးကပြောသည်အဲ့ဒါမင်္ဂလာတရင်ကောင်းမယ်ပြီးတော့မမို့ပြောတာကိုလေဘောမတွေကမယုံဘူးမနေ့တော့မပြောတဲ့တရင်ကောင်းဒီမှာနော်စကိုင်းတိုင်းကဏီမျိုးနဲ့ဘက်ကဆိုရင်ကြည့်လိုက်စစ်ခွေးတွေအလောင်းကြည့်လိုက်နော်ဒါပဲတခြားနေရာမှာဆိုရင်ရေထဲမှာမဟုတ်ဘူးနော်သူများတွေကဘယ်လိုခေါ်မလဲကြိုတင်လို့လည်းမကုံမြောက်လို့လည်းမကုံသူများပြစ်ချလိုက်တာပဲအပေါက်မှလည်းမသိဘူးအပေါက်ကြီးပဲလောက်ထားတာဟိုမလဲအဲ့ဒီအပေါက်ကြီးရောက်လို့ငလင်လောက်တော့ကအပေါက်တွေလားမသိဘူးပေါ့နော်သူများလိုမျိုးပဲစစ်ခွေးတွေကအလောင်းပြစ်ချလိုက်တာအရောက်အသောင်းလေးစဉ်းစားကြည့်တော့စစ်ကြောင်ထိုးတဲ့နေရာတိုင်းမှာသေတာလေအဲ့ဒါမှမပြောတာကိုစစ်ခွေးတွေကမယုံကြဘူးနော်ပြီးတော့မှပြောတဲ့ဟိုဗာလဲအင်တာနက်မော်လူဆိုရင်စစ်တပ်ဘက်ကဘုံကျဲပြီးတာနဲ့ PDF တွေကပြန်တော့ယူလိုက်တယ်အဲ့ဒီမျိုးကနော်ဒါပေမဲ့အဲ့ဒီသူတို့ပြန်တော့ပိုက်လိုက်တဲ့အချိန်မှာလမ်းတွေပြန်တော့ပိုက်လိုက်တယ်စစ်ခွေးလည်းအထဲထဲမှာအဲ့ဒီအထဲထဲမှာရောက်တဲ့နေရာမှာပြန်ထွက်လာလို့လည်းမရဘူးအပြင်မှာစီးတဲ့စစ်ခွေးလည်းပြန်ဝင်လာလို့မရဘူးကြားထဲမှာ KIA စစ်သားနဲ့ PDF တွေကအဲ့ဒီမော်လူနဲ့အင်တာမျိုးကိုပိုက်လိုက်တယ်နားလဲလားစစ်ကြောင်တစ်ထိုးလာမဲ့စစ်ခွေးတွေလည်းဝင်လို့မရဘူးအတွင်းထဲမှာစီးတဲ့စစ်ခွေးလည်းပိုက်ခံရတယ်ကွာတချို့တွေကပြောတယ်စစ်ဘေးဆောင်သူတို့တွေကစစ်ဘေးဆောင်ရတယ်စစ်တပ်သူတို့နေရာမှာစစ်တပ်စီးတာပဲအဲ့စစ်တပ်စီးလို့ရှိရင်အဲ့ဒီအင်းတော်မှာကျန်တဲ့စစ်တပ်တွေကဟိုထွက်မရတဲ့စစ်တပ်တွေပဲဖြစ်မှာပေါ့အဲ့ဒီမျိုးကိုသူတို့ဝင်သိမ်းမဲ့အချိန်မှာသူတို့တပ်ပုံရိုက်မဲ့အချိန်မှာပဲလीနောက်ဆုံးတော့ PDF တွေကအရင်ပြန်တော့သိမ်းလိုက်တယ်လीနော်မာလာကငါတို့နိုင်တာငါတို့ကိုနိုင်တာလင်းရင်ပြန်ပဲဒီတို့မင်းအောင်လိုက်ကငါတို့နိုင်တာလင်းရင်ပြန်ပဲဒါမဲ့စစ်ကြောင်ထိုးလာတဲ့သူရဲ့စစ်ခွေအကောင့်1000လားအကောင့်3သိန်းလားငါတို့ PDF နဲ့ငါတို့တိုင်းလာလဲနဲ့ကန်ဘာမှလုပ်လို့မရဘူးအဲ့ဒါပဲလေအဲ့ဒါကိုပြောတာနော်မကြတော့ဘူးအဲကြောင့်ပြည်သူတွေဆက်ပြီးတော့ပါဝင်ကူညီထောက်ပံ့နော်သူများသွေးကွဲတဲ့နေရာမှာသွားပြီးတော့မပါနဲ့မမို့ပြောတယ်တော်လန်ရေးအခက်အခဲကပါလဲတစ္ဆာဖောက်လောက်ကောင်းနေဟုတ်လားပြီးတော့ဖောက်ပြန်သူတွေသပါတီဆိုရင်မအလားရဲ့တောက်တိုင်ကြီးစားနော်အခုမြေပြင်ကဖေလိုမတကောင်ဟိုအဲ့ဒီအင်ကြီးဗာလဲအဲ့ဒီပိတ်အမဲရောင်နဲ့သူ့ရဲ့မျက်နှာသူဖောင်းထားတာဒီစပ်ပါစာမမို့ဒါမှသူတေချာမသိဘူးမို့ဒါမှသူကကောင်းမသိဘူးနော်တော်လိုင်းရင်9နှစ်6နှစ်တွင်မှာအဲ့ဒီဖေလိုမတခါမှမပေါ်လာဘူးဒီ2026မှာလူမြကျော်နာမည်တွေခေါ်လာတယ်လူမြကျော်ကသူ့ပေါ်ကောင်းတာလားဘာညာတလားကမမို့သူဆဲသူပြောတာမှသူတေချာမသိဘူးမမို့အဲ့ဒီကောင်မလေးအဲ့ကြောင့်သူများတွေမမို့ပလာမပြောတယ်မမို့နားမထောင်ဘူးလို့အဲ့ဒီကောင်မမို့ဖင်ကြညမခံဘူးလို့လူမြကျော်ရဲ့လူလို့တီးတဲ့နောက်ပိုင်းမှာဆိုရင်ပဲဖေလိုမမို့ဆောက်ဖက်မလုပ်ဘူးတကယ်ပဲအိုင်ရမလာပါလားအိုင်ရမဆိုရင်စတော့ကသူများမသိဘူးလေဒလန်မလားတပါတီလားသူများမသိဘူးသူများတွေသူနဲ့ဝိုင်းသူ့ကိုသူများဝိုင်းဆဲတာနိုင်ငံရေးသမားတော်နိုင်သမားသူ့ဝိုင်းဆဲတာအခုစမှာဘေးမှာရောက်ပြီးလိုက်လွှဲတဲ့အချိန်မှာလာပါလို့ဘယ်သူမှမကြည့်တော့ဘူးသူရဲ့ခွေးတယောက်တကောင်နဲ့သူ့ပဲတော့တော့ကြည့်တယ်အယူမလိုယူပဲအဲကြောင့်အဲ့ဒီကောင်မလည်းအိုင်ရီမနေရာမှာတက်လာတယ်နော်လက်ကောင်မဲ့သူတက်ပြီးတော့ဆဲနေတာပေါ့မမို့နာမယ်တက်ပြီးတော့ပြန်ပို့လာတော့မကြည့်ဘူးစင်နော်မမို့ဖင်ကြညမခံဘူးအဲ့ဒီမျိုးကောင်မမျိုးတွေကမမို့အကြောင်းတော့မှသူကကောင်းမသိဘူးနော်မမို့အကြောင်းတော့မှသူကကောင်းမသိဘူးပါနေရခုံပေါ်မှာဆင်းလာတဲ့ငါပဲအချိန်ကခုံထဲမှာတက်ထိုင်လို့လေငါပဲအချိန်နေရာရလို့လေဟမ်ဒီတော်လိုင်းရဲ့မှာငါပဲနေရာရလို့လေငါဘာရတူရလို့လေငါသိချင်တာပေါ့နော်နော်အင်္ဂလိပ်မရတယောက်
အင်္ဂလိပ်မရတယောက်နော်ကောင်းမို့နေရမယ့်အချိန်မှာမနေဘဲနဲ့နော်အမုန်းခံအဆူခံအစဲခံဟုတ်လားကောင်းမို့နေထိုင်စားတော့ရရဲ့သားနဲ့နော်ဟိုဘောမတွေကိုအထင်သေးအောင်ခွက်ခေါက်မလို့တဒေါင်းစားမလို့သူများငွေကိုခိုးစားတာလို့အပြောခံအောင်ငါလာပဲလှုပ်ပေးတာကို तू ဒီကောင်မဘာမှမသိဘူးပြတို့နော်ဟေး你တို့ AUG 你တို့ CRP ရတာပဲ तू အော်လို့တတ်တယ်အာရင်မအော်တယ်လို့မျိုးပေါ့နော်မမောအီကျွန်တော်ပြောတယ်နို့ငါရကမှမပေါ်လာတဲ့ဒီမျိုးကောင်မတွေငါဖင်ကြားညမခံဘူးလို့နော်မမောကတက်ပြောရတာလူတွေသိရအောင်ဒီကောင်မဘယ်ဘက်ကလဲဆိုတာသူရဖာပစဖျားမှာကြတော့ဗာလဲ तू က NUG လဲအောက်ခံတဲ့ပြီးတော့သူရမျက်နာ तू ဗာလဲ तू ဖောင်းထားတယ်တဲ့ तू ကမြေပြင်မှာဟောနေက NUG လဲအောက်ခံဖြစ်လို့စင်နေတာမှန်ကန်ရိုးသားလို့စင်နေမျက်နာနေဖြုံးဝင်ရမလဲအမှန်တရားလောက်လို့စင်အမှန်တရားဘက်မှာအကောင်းတဲ့ဘက်မှာနေလို့စင်ဘသူကနေကိုတတ်မလို့လဲဟုတ်လားအခုတေမှာကြောက်သေးတယ်တေမှာကြောက်လို့စင်ရတာလူရောက်မှာမလားဒလန်ပဲလေဟုတ်လားတပါတီတွေမတတ်တလန်လေမလာတလန်ဆိုရင်မတပါတီမလာတော့တန်တွေကငကားလိုမျိုးပဲလေလာပြီးတော့ကိုယ့်ဘက်ကလူလိုဟန်ဆောင်ပြီးတော့တော်လိုင်းရုပ်ကိုတွေးကွဲလိုက်ရန်ဖြစ်လိုက်ရန်တိုက်လိုက်ဟုတ်လားလူတွေစိတ်ပြဲအောင်ပြည်သူလူထုတွေ NUG ယုံကြည်မှုမရှိအောင် PDF ကိုယုံကြည်မှုမရှိအောင်ထောက်ပံ့တဲ့ငွေတွေဘယ်ထောက်ပံ့ဘယ်မထောက်ပံ့ခြင်းနဲ့စိတ်မရှိအောင်အဲ့ဒါပဲလေသူတို့ရဲ့တောင်းဝါမမပြောတယ်မင်း online လဲမင်း online တည်သွားလို့ရှိရင်မအလားလိုအာနာယူတွေကတက်လာမှာပဲအခုတပါတီအကြီးစားတဲ့ဗလဲဟို Iron Ma တို့ဒီခင်မိုးတို့ဆိုရင်လည်းကြာသွားပြီအခုသူတို့နှစ်ယောက်ကြာသွားပြီပြည်သူတွေကသူတို့သိပြီကြာသွားပြီဆိုရင်အစ်စ်တက်လာတာပဲလေအဲ့ဒီ तू ကကလဲမလားကလားမလားမျက်နှာဖုံးထားတာကလားဟုတ်လားမျက်နှာဖုံးထားတာမသိဘူးလေကလားလားကဲမအဲ့ဒါအဓိကမဟုတ်ဘူးနော်အမဲရောင်နဲ့ပဲဖုံးထားပြီးတော့ခွေးလိုမျိုးဟောင်းနေတယ်နော်ပြောလိုက်လို့စင် NUG လက်အောက်ခံလဲပြောလိုက်လို့စင် PDF တဲ့ဟာနေတာအမှန်ကလို့လို့စင်မြေပြင်မှာအမှန်တရားတက်ပြောတဲ့ PDF မလေးတွေရဲမေတွေ PDF တွေအများကြီးပဲဘယ်သူမှမျက်နှာမဖုံးထားဘူးစင်နေရဘာဖြစ်လို့နေကိုနေလိုက်ကြမလုံးတာလဲဟုတ်တယ်ဟုတ်အဲ့ဒီဖွာကြီးကဘာဖြစ်လို့သူ့ကိုသူလက်ကြမလုံးတာဘာဖြစ်လို့တေမာကြောက်ရတာလဲအမှန်တရားလို့လို့စင်တေမာကြောက်เสียလားမျက်နှာဖွင့်ချလိုက်လေဟုတ်လားမျက်နှာမဖွင့်ဘူးမျက်နှာပိုက်ပြီးတော့လိုက်ပြီးတော့ဆဲနေတယ်ငါစပါလောက်တော့တတိမစီလို့စင်လိုက်ပေါ်မှာတက်မအောင်နဲ့ဖွာကြီးနော်အဲ့တော့နေပြောတဲ့နေ့ခွေးမအတန်လဲငါနားထောင်တာငါလုံးဝနားမထောင်ဘူးသူများတွေပို့လာပြီးတော့ငါနားမထောင်ဘူးလို့ငါဟာပဲပေးတယ်ဟာပဲပေးတယ်မပို့လာနဲ့နားမထောင်ဘူးအချိန်လည်းမရှိဘူးကိုယ်လုံးနဲ့ကိုယ်စောက်နေတာโอเคမမိုးရှယ်လိုက်မယ်ဦးကျော်သူရေသမီးကိုတွေးလို့စင်ဝင်လာလို့ရပြီနော်မေစုရေကျေးဇူးတင်ပါတယ်ဒါမှမဟုတ်ရဘန်နဘမမိုးရဲ့ PDF ဖွဲ့က44ဖွဲ့လိုသေးပါတယ်ခုနမတို့ရေ44ဖွဲ့လိုတယ်နော်44ဖွဲ့ကနစင်ကာပူငွေဟုတ်ခဏတော့90ဝင်လာတယ်မမိုးစင်သွင်းရမယ်โอเคကြောက်သူဖုန်းခေါ်တော့မယ်မမိုးလေပြည်ရတိလားမမိုးထိုင်းမှာကက်မှာမသွားရတယ်လေတလားကြော်လားမမီတော့ဦးလေးရေဝင်လာလို့ရပြီနော်ဟုတ်ကဲ့မမိုးထိုင်းမှာကက်မှာတလားကြော်မသွားမမိုးဘာနဲ့စားလဲသီလားမမိုးနောက်ဆုံးမမိုးသွားတာမမိုးဝက်ဦးဝဲတယ်အဲ့ဒီဝက်ဦးကိုမမိုးချဲလိုက်တာအိုးကြီးပဲမမိုးကဖာတေးလေးနဲ့ပြန်တော့ခွဲတာပေါ့နော်မမိုးအဲ့ဒီဝက်ဦးနဲ့ငပိထောင်းနဲ့ဝက်ဦးနဲ့ငပိထောင်းနဲ့ကုံနဲ့ထိစားသွားတယ်နှစ်ပတ်သုံးပတ်လောက်စားတာပေါ့နော်ပြီးတော့ငါဟင်းလဲကုံငါလဲကုံနေ့လဲကုံဒီနေ့လဲမိုးလဲယူပါပေါ့နော်သူတို့သားနှစ်ယောက်ကိုလေသူတို့ပြောထားတယ်နေတို့ငါနဲ့သွားရမယ်နော်မနေ့ဖန်ငါတယောက်ပဲမသွားဘူးအဝေးကြီးပဲလေပြီးတော့သူတို့မသွားချင်ဘူးအငယ်ကောင်က तू ကမိုးကို तू ကြိုက်တယ်မိုးရတာ तू ကြိုက်တယ်သူတို့ခေါ်တဲ့ချိန်မှာသူတို့ကပြင်းတယ်မိုးပြောတယ်လာခဲ့မိုးရွာတယ်နေလဲမိုးကစားရပါတော့ထီးနဲ့လေထီးဆောင်ပြီးတော့မိုးရွာတယ်မှာလမ်းစားရအောင်အေးတဲ့အကြီးကောင်ကြတော့မမိုးရဲ့ဗာလဲမိုးရွာတဲ့အင်ကြီးလားသူ့ကိုပေးဖို့လိုက်တယ်အငယ်ကောင်တော့ထီတလဲနဲ့လည်းကောင်ပဲသူကမိုးရီထဲမှာသွားလိုက်တယ်သွားပြီးတော့ငါတက်ပဲဝဲလာတယ်ဝဲဦးလဲသူတို့ဆိုင်ပိတ်ပြီးမရှိတော့ဘူးကိုတီယိုစားလိုက်တယ်စုံတန်စားလိုက်တယ်နှစ်ခုစလုံးမစားလို့မကောင်းအငယ်ကောင်အစားတဲ့အကြီးကောင်လုံးဝအစမစားဘူးသူစားလိုက်လို့စင်တခါသွားလို့စင်မိုပင်းခောက်နေုံဒါပဲသူကအော်ရတယ်လက်ကောင်တဲ့အချိန်ရပါတယ်စင်ညီမလေးဟုတ်ကဲ့
ညီမလေး PDF ပန်မှာလေ2600ပို့လိုက်တော့ညီမနော်2600နော်မိုးစရင်မစရင်ပို့လာပေးတယ်အတန်မစားကြာနော်ရေးစကောနော်စကောကလကမိုင်စင်ပြက်လက်ကိုမဒီနော်ရေးပက်တာဘာသာသူတော့ပန်လိုက်ကိုမဒီနော်အော်ဆွန်လာဆိုင်ကိုဒီမင်္ဂလာပါနော်စင်ရေးအော်ဆွန်လာဆိုင်အခုလောလောဆယ်နော်တိတ်လွင်က2000နော်တိတ်လွင်2000ပြီးတော့စင်ကာပူငွေ1300တင်50ဆိုရင်1300နော်စင်ကာပူအလူစင်နာမည်ဘယ်လိုလဲခဏလေးခုနာမမပြန်တော့ကြည့်မယ်ပြီးတော့တရားတော့1000နာမည်တော့ထိုင်းနာမည်နဲ့တရားနဲ့300မင်္ဂလာပါစင်နော်တည်င်းကောင်းတွေမမိုးတက်ပြောတဲ့မနေ့တုန်းကတည်င်းကောင်းဟုတ်မဟုတ်မှန်ဆိုတာလေခစ်တစ်တည်င်းကိုစောက်ကြည့်ပါနော်ခစ်တစ်တည်င်းကိုစောက်ကြည့်ပါတည်င်းကောင်းတွေအများကြီးပဲတက်လာအောင်မယ်နော်အရက်တရာစီမံကိန်းမအားလားပြောတဲ့တိုင်းရင်သားနဲ့ဖီတဲ့တွေပြန်သိမ်းရတဲ့မြို့ဒီ9နှစ်ကျော်တဲ့နေမှာသူကလုံးပြန်ယူမယ်တဲ့နောက်ဆုံးတော့သူပဲပြန်တော့ဆုံးတယ်နော်သူပဲပြန်တော့ဆုံးတယ်သူရဲ့စစ်ခွေးရသေးတာအများပြားပဲတရားနဲ့300မင်္ဂလာပါစင်မိုးလုံးနော်ဦးလေးရေမင်္ဂလာပါမင်္ဂလာပါသမီးရေဟုတ်ကဲ့ဆိုတာလေဒီညတော့ကျမ်းမာရေးနေနဲ့ကောင်းတော့ကောင်းတယ်ဟုတ်ကဲ့အတန်လည်းနည်းနည်းလမ်းသွားတယ်ဟိုမနေ့တော့ဦးလေးအတန်မထွက်ဘူးဖြစ်နေတော်ထိတယ်တခါဖြိုင်းတော်ပဲသမီးဆေးနဲ့အဲ့တော့ဦးကတခါစီစဉ်းစားတာပေါ့တခါစီစဉ်းစားဆိုတာတခါစီထက်ကိုအမြဲတမ်းလို့ပေါ့နော်သမီးတော်ဦးတခါပြောဦးပါလေတခါဦးဒီနေ့ကဦးမစ်စိတ်ဆရာဝင်းနေနဲ့စကားပြောမှုတယ်ဟုတ်ကဲ့စကားပြောမှုတော့ကျွန်တော်ရလို့အကယ်ပတ်စံရှိခဲ့ငါဘာမလုပ်ပါဘူးလို့ကျွန်တော်သက်ဆိုင်ရာနေနမိတ်ဒီမှာစီကန်းတွေဖွင့်ပြီးတော့အခမဲ့ကုပေးခြင်းတယ်ဆေးရုံမတည်အောင်ဆေးကန်းပေါ့နော်ဟုတ်ကဲ့ဆေးကန်းသမီးဆေးကန်းဆေးရုံအစင်းပြောခြင်းတော့ဆေးကန်းပေါ့ကုနေတာဆေးကန်းသမီးရဟုတ်ကဲ့ပထမတနေ့ဆေးသွားထိုးလိုက်တယ်နာရီမတရားစီးပြီးတော့ဖြတ်တက်တယ်ဟုတ်ကဲ့အဲ့ကနေဦးစင်းတော့ပေါ့နော်လေပတ်စင်းတော့မနေ့ကသွားထတ်ထိုးတယ်မကြောက်လို့ထတ်ထိုးတယ်ဒါဒီနေ့ကျတော့တက်တာပါလို့ကောင်းတယ်ကောင်းတယ်သွားတရားပေါ့ဒါပေမဲ့သူဒီနန်ယိုးလေးပါကြတော့ထုံးတယ်တာပေါ့သူကဒါတွေကအောင့်တာပေါ့အစားချောင်းတို့ပါကြတော့ဘုံနဲ့တော့ရှိပါအဲ့တော့အမဦးကဘာသွားစစ်တာဒါကြာပါပြီတမိတော်ဦးတစ်ခါပြောဦးပါလေဆိုတော့ကျွန်တော်ဆရာရလို့ကျွန်တော်သက်ဆိုင်ရာကြီးရွာတွေပေါ့နော်သူကပြင်ကြီးရွာတွေဘာညာတွေမှာစေကန်းလေးတွေကျွန်တော်ပြင်နေတာလို့အခါမဲ့စေကန်းလေးဆိုအဲ့ဆရာဝန်ကြီးကပြောလဲဆိုတော့ကိုတော်သူလုံးမဲ့ဆိုရင်ကျွန်တော်အသိဆရာဝန်တွေညောင်များစွာရှိတယ်ကျွန်တော်ပေါအောင်ပေါ့နော်အခါမဲ့ပေါ့နော်အချိန်ပိုင်းလာပြီးတော့အခါမဲ့ကျွန်တော်လာထိုင်ပေးပါမယ်ဆိုပြီးတော့ဆရာဝန်ကြီးကပြောမှုတယ်ကောင်းလိုက်တာအဲ့တော့ဘာကြောင့်လဲဆိုတော့သမီးစေကန်းတိတ်ရေးကြည့်တာဟုတ်သမီးဟုတ်တယ်ဦးလေးဟုတ်တယ်လူတွေရဲ့အသက်ကဲဆေးရုံအဆင်းကတော့ထားပါတော့ဒါတော့နိုင်ငံတော်ကဖန်တီးပေါ့နော်ဆေးကန်းလေးတွေဘာညာဆိုတာတော့ဥတို့တာမန်အနေနဲ့ငွေကြီးရှိနိုင်တဲ့လူတွေဆိုရင်တော့ဖန်တီးနိုင်တယ်နော်ဟုတ်တယ်နေတော့ဖြားတာနာတာစသည်ပေါ့ကြိုက်တာခဲတာဒါလေးတွေကတိတ်လိုအပ်တာဒါကြောင့်ဥကပတ်စံရှိတိုင်းဘာမလို့ပတ်စံလည်းရှိတယ်တည်လည်းတည်မတည်သေးဘူးပေါ့နော်ကိုလည်းလုံနိုင်ကိုင်းနိုင်တယ်ဆိုတာသမီးရခန္ဓာကိုယ်မသွားနိုင်တော့စေအားဖြင့်လုံနိုင်ကိုင်းနိုင်တော့ဥစီမံခန့်ကိုလို့ရပါတယ်ဟုတ်တယ်ဆိုတော့အဲ့ဒါတွေဥအရန်လုပ်ပေးခြင်းလားကျမ်းမာရေးတွေတော့နော်ကျမ်းမာရေးရှုတော့ဆိုအရန်ပြင်မယ်စီမံပေါ့လေဥကတော့အဲ့ဒါပဲစဉ်းစားအခုလည်းအရန်လိုအားတယ်နော်အခုလည်းအရန်လိုအားတယ်ဟုတ်တယ်သမီးဟုတ်တယ်အခုဒါကြောင့်မို့တော့သမီးဟိုဘယ်လိုခေါ်မလဲသမီးခုစစ်ဆောင်ကိစ္စတွေဥလို့စဉ်းစားရင်နော်အများကြီးပေါ့နော်မြေပြင်ကရဲဘော်ဆိုပို့ဆိုးပေါ့သမီးဟုတ်တယ်ကြီးကြိုက်တန်ရထားတဲ့ဟာတွေစေဝကုသမှုမရှိဘူးဘယ်လိုလုပ်မလို့သူတို့အသက်ရှင်နိုင်မှုတော့ကဟုတ်ကဲ့ဆိုတော့ဒါတွေကသိရေးကြည့်တာပေါ့နော်ကဲရှိတယ်တော့โอเคမင်္ဂလာပါနမ်မရီအေးအဓိကတော့ဒါတွေအကောင့်တွေပေါ်ဖို့ဆိုတာအာနာရှင်မရှိမှဖြစ်စီလို့စီသူကတော့ပတ်တယ်မှာပဲဦးလေးရေဟိုအခုစောင်းမယ်ဆိုရင်လည်းဟုတ်ကဲ့ဦးလေးဆက်ပြောမင်္ဂလာပါအာနာရှင်ရှိနေသည်များဥလို့တိုင်းပြည်ကောင်းကျိုးအတွက်ပဲဖြစ်ဖြစ်လူလူကောင်းကျိုးအတွက်ပဲဖြစ်ရကောင်းကျိုးအတွက်ပဲဖြစ်ကိုယ်ပိုင်ကောင်းကျိုးအတွက်ပဲဖြစ်ဆောင်ရွက်လို့မရဘူးတမင်အဲ့တော့ကိုယ်ပိုင်ကောင်းကျိုးရောရကောင်းကျိုးရောလူလူကောင်းကျိုးစသည်ပေါ်တိုင်းပြည်ကောင်းကျိုးဆောင်ရွက်ခြင်းလေဆိုရင်နီလန်တစ်ခုပဲရှိတယ်အာနာရှိတဲ့နိုင်ငံမှာအာနာရှိကိုပထမဦးဆုံးဖယ်ရှားဟုတ်တယ်ပြီးမှသာနဲ့အဲ့ကိစ္စတွေဆောင်ရွက်
ဒီအာနာယူတွေကဦးလေးခဏလေးတော့ဦးလေးတီးသူမောင်းရင်မောင်းလိုက်ဟုတ်လားPDF ကိုတားဆင်တားလိုက်ဘာဖြစ်လို့စေးရုံစေးခန်းကိုသွားပြီးတော့လောက်ရတာလဲစေးရုံစေးခန်းတွေကသူ့တို့ဘာတွေလောက်ရအဲ့လောက်ရောက်မှတယ်နော်တော်တော်ညစ်ပါတယ် အဲ့တော့ကဘာကြီးမှာစစ်တီဖြစ်ခဲ့တယ်ဒါအားလုံးသိထားပြီးသားပါပထမကဘာစစ်တဲ့ဒုတိယကဘာစစ်တဲ့စသည်ပေါ့နော်ဒီစစ်ကြီးတွေဖြစ်တယ်အဲ့တော့ကဘာစစ်ကြီးတွေဖြစ်တဲ့ခါမှာရဲဘော်တွေတေးလိုက်တာသူ့ဘက်ကူပဲရဲဘော်တွေညောင်များစွာအဲ့တော့အဲ့ဒါတွေသွားမြင်ပြီးတော့လူငယ်လေးတယောက်ကဟာဒါဆိုရင်တော့မဖြစ်သေးဘူးပေါ့နော်အဲ့တော့ဒီနေရာမှာတခုခုတော့လုံးမရမယ်ဆိုပြီးတော့ဒါကြက်ချင်ဒီအသင်တွေထထောင်ပေါ့ဒါအားလုံးသိထားတယ်ကဘာကြက်ချင်ဒီအသင်အဲ့တော့ခင်ဗျားတို့တစ်ပတ်စလုံးကိုကျွန်တော်မြစ်တာရက်ခံခြင်းနဲ့ဒီတစိတ်ကလေးပါတဲ့ဟာမှန်တယ်ဗျာခင်ဗျားတို့မပြစ်ကြနဲ့ဗျာဒီတစိတ်ကလေးထောင်တိုင်းနေရာလေးမပြစ်ကြနဲ့ဗျာအဲ့ဒီမှာခင်ဗျားတို့ရန်သူပဲရှိကြည့်မိတ်ဆွေပဲဘာဖြစ်ခင်ဗျားတို့ဒီထဲမှာမပြစ်ကြပါနဲ့ဆိုရင်မြစ်တာရက်ခံကဘာကြီးကဒါကိုအသိမှတ်ပြုတယ်ကြက်ချင်ဒီအသင်ဆိုပြီးထောင်ပေးခဲ့ဒါအားလုံးသိထားပြီးသားပဲနော်ဒါစေယုံစီကံနဲ့ခုကဘာကြီးကအတိမတ်ပြုထားတဲ့ဟာခုဒါသမီးပြောတဲ့စကားနဲ့တိုက်ဆိုင်တော့ကဘာကြီးကအတိမတ်ပြုထားတယ်ကဘာကြီးကတော့မှကဘာစစ်ဖြစ်နေတဲ့ချိန်မှာတော့မှမထိကြအောင်လို့နော်မပြစ်ဘဲထားခဲ့တဲ့နေရာတွေကိုမင်းအောင်လိုက်လက်ထက်ကြမှာဖိပြီးတော့ပြစ်တယ်စေယုံတွေလည်းချမ်းသာမပေးဘူးစီကံတွေလည်းချမ်းသာမပေးဘူးအကုန်လုံးပြစ်တယ်အဲ့တော့ဒီကောင်ရက်ဆက်တယ်ဒီကောင်ရုပ်မာတယ်ဒီကောင်အောက်တန်းကြတယ်လို့ကျွန်တော်တို့ကပြောနေတာအကြောင်းပဲပြောနေတာမဟုတ်ဘူးဗျနော်အကြောင်းပဲပြောနေတာမဟုတ်ဘူးတကယ်ရက်ဆက်တဲ့ကောင်ဖြစ်တယ်တကယ်ရုပ်မာတဲ့ကောင်ဖြစ်တယ်တကယ်အောက်တန်းကြတဲ့ကောင်ဖြစ်တကယ်ရက်ဆက်လို့တကယ်ရုပ်မာလို့တကယ်အောက်တန်းကြလို့ဒီကောင်ကိုရက်ဆက်တယ်ရုပ်မာတယ်အောက်တန်းကြတယ်လို့ကျွန်တော်တို့ကပြောနေတာဖြစ်တယ်အဲ့ပေါ်မှာမင်းတို့ကပေါက်ကြရရှောက်ပြောနေတယ်ကွာလို့ထင်ကောင်းထင်ကြိုက်တဲ့ရှူတောင်းကကြည်စမ်းမှာကျွန်တော်တို့ပြောနေတဲ့စကားတွေကပေါက်ကြရစကားတွေဒါတကယ်လက်တွေ့စကားတွေလားဆိုဒီတော့ရက်ဆက်တဲ့ကောင်ဒီတော့ရုံမာတဲ့ကောင်ဒီတော့အောက်တန်းကြတဲ့ကောင်အကူလုံးမတို့ရဲ့တက်တန်းတက်လျှောက်နော်ကြုံမှုကြရဲ့လားလူလောကကြီးမှာအမတန်ရက်ဆက်တဲ့ကောင်အမတန်ရုံမာတဲ့ကောင်အမတန်အောက်တန်းကြတဲ့ကောင်သိရင်သားစရာကောင်းတာသိရင်သားစရာကောင်းတာတရားနေတဲ့တိုင်းပြည်တရားဝါပြောတော့မဲ့တိုင်းပြည်တက်တော့မဲ့တိုင်းပြည်နော်တရောင်းသားတိုင်းပြည်ဘွားနေပြီးတော့ကျွတ်ခံနေလွတ်ခံနေကြမှာစုံမြော့အောင်ပြန်လုပ်ပြတာနိုင်ငံရေးရှုထောင့်ကကြည့်ရင်လည်းပဲတိတ်စိတ်နာစရာကောင်းတယ်လူမျိုးရေးရှုထောင့်ကကြည့်ရင်လည်းတိတ်စိတ်နာစရာကောင်းတယ်ဘာသာရေးရှုထောင့်ကြိုက်တဲ့ရှုထောင့်ကကြည့်တိတ်စိတ်နာစရာကောင်းတယ်တိတ်ရင်နာစရာကောင်းတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီကောင်ကိုတိုက်ပါလို့ပြောနေတာဒီကောင်ကောင်းကွက်လေးတစ်ခုတော့ရှိရင်တော့မှကျွန်တော်တို့ကထားပြီးတော့အေးဒီနေ့တော့နားလည်ပေးရမှာပေါ့ကွာဆိုပြီးတော့ပြောလို့ရသေးတယ်ဒီကောင်ကောင်းကွက်ကတိုက်ပြည်နဲ့လူမျိုးပေါ်မှာတစ်ခုမှမရှိတကယ်တစ်ခုဆိုတစ်ခုမှမရှိဘူးဒီကောင်ကောင်းကွက်ကနော်ဘာမှမရှိဘူးနော်အဲ့လောက်ရက်ဆက်တဲ့ကောင်အဲ့လောက်ရုံမာတဲ့ကောင်အဲ့တော့အောက်တန်းကြတဲ့ကောင်တိုက်ဖို့အတွက်တိုးစော်နေတဲ့ခါမှာကျိတ်တယ်ကျွန်တော်တို့အားလုံးကစိုးစင်းမှနောင်တရတော့မှာမဟုတ်ဘယ်တော့ခါမှကျွန်တော်တို့ဒီကိစ္စနဲ့ပတ်သက်ပြီးနောင်တရမှာမဟုတ်နော်တိုက်ပါနိုင်အောင်တိုက်ပါနော်နိုင်အောင်တိုက်အဲ့လိုနိုင်အောင်တိုက်ကြတဲ့ခါမှာကျွန်တော်မြေပြင်အဖွဲ့တွေရောစသည်ပေါ့နော်ကျွန်တော်ဒီဘက်ကထောက်ဖို့အကူတွေမတွေရောဝိုင်းပြီးတော့ဆောင်ရွက်ကြမှာဖြစ်တယ်ဒါမှတန်လေဆိုတော့ကျွန်တော်တို့ပြောတဲ့နော်လူမျိုးလုပ်ငန်းတွေလို့လက်တူးချင်းတယောက်ချင်းဥပမာဆိုကြပါစို့ဗျာကျွန်တော်အနေနဲ့အနည်းဆုံးရွာ10ရွာလောက်မှာကျွန်တော်စေကံအခါမဲ့စေကံကျွန်တော်ဖွင့်ပေးနိုင်တဲ့ပမာဏရှိတယ်ဗျာဒါလေးအဲ့တော့ကျွန်တော်လူမျိုးတွေနောက်ထပ်ဘယ်နှယောက်ရှိနိုင်လဲဒါဆိုရင်အဲ့ရွာကျွန်တော်စေကံအခါမဲ့စေကံလေးဖွင့်ပေးထားတဲ့နေရာလေးတွေမှာရွာသူရွာသားတွေတောလူတောင်သားတွေဤသူလူတို့တွေနှာသီးချောင်းတို့ဖျားနာပူစရာမလိုတော့ဘူးလေဗျာပူစရာမလိုတော့ကွနှာသီးချောင်းတို့ဖျားနာနှာပဲစီတီချောင်းပဲဆိုသူဖျားပဲဖျားနှာပဲနာအခုတို့မှတို့မြင်တဲ့အတိုင်းပဲနော်အမတန်မှပင်ပန်းတယ်အခုဒါကျွန်တော်နှာစီးနေတယ်
ဒါပေမဲ့ကျွန်တော်နှာစီးပင်လို့ပြဿနာမရှိဘူးလေကျွန်တော်ဆေးရှိတယ်ခဏတည်းကျွန်တော်ဆေးတော့မှာဒါဆိုတဲ့တော့တော်အဲ့ဆေးတွေကရှိနေဘူးလို့တော့ဗောတဲ့ဒါနှာစီးဆေးဟဲ့ဒါချောင်းဆိုးဆေးဟဲ့ဒါကဲပြောက်ဆေးဟဲ့ဆိုတဲ့စီစဉ်ညွှန်ကြားပေးတဲ့ဆရာမတက်ကျွန်းတဲ့လူတွေရှိမှတန်တယ်ဖြစ်မှာပေါ့ကျွန်တော်တို့ကရာဖာလာပါလာစီတော့နဲ့ပြီးနေလို့မရဘူးဗျတချို့ယောဂတွေကဖာလာပါလာစီတော့နဲ့ပြီးလို့မရဘူးဆိုတော့ဒါလေးတွေကျွန်တော်သိဖို့လို့ဆိုတော့ဆေးရုံစီကံတွေတိတ်ရှိနေကြတာပေါ့ဆေးရုံစီကံတွေအနည်းဆုံးကတော့နတ်စမာလေးတွေရှိရမယ်စသည်ပေါ့နော်သူနာပြုဆရာမလေးတွေရှိရလိမ့်မယ်တော်တန်ရောထိကြိုက်တန်ရာလေးတွေကိုနာပဲ့လာလေးတွေကုသပေးဖို့အတွက်လိုအပ်လာလို့ချင်းဆေးရုံစီကံတွေနဲ့ချိတ်ဆက်ပြီးတော့ဆောင်ရွက်ဆရာဝန်ကြီးတွေနဲ့ချိတ်ဆက်ပြီးတော့ဆောင်ရွက်စသည်ပေါ့ဒီလူမှုရေးလုပ်ငန်းတွေဟာကျွန်တော်တိုင်းပြည်မှာလုတ်ပေးခြင်းတဲ့လူတွေအများကြီးလုတ်နိုင်တဲ့လူတွေအများကြီးရှိတယ်ဒါလုတ်ပိုင်ခွင့်မရှိတာလုတ်ပိုင်ခွင့်မရှိတာဒါကြောင့်အဲ့ဒီလုတ်ပိုင်ခွင့်တွေရှိဖို့အတွက်ကြတော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့တခုပဲရှိတယ်အာဏာရှင်ကိုအမြန်ဆုံးတိုက်အာဏာရှင်ကိုအမြန်ဆုံးတိုက်နော်မတိုက်ဖဲနဲ့မနေကြနဲ့အားလုံးမှာတောင်းရှိတယ်အကူတို့မှလို့ဒီလုပ်ငန်းတွေထမ်းဆောင်ဖို့တဲ့ပွင့်လင်းနေပြီးတော့ကျွန်တော်အနေနဲ့ကကျွန်တော်အသက်ကြီးတဲ့ဘာညာဆိုကျွန်တော်စင်းနဲ့ထည့်ထွက်တာပေါ့ဒါပေမဲ့လူဆိုတာတေးရမှာဗျနော်တေးရမှာကျွန်တော်လည်းတေးရမှာပဲတို့တော့မြန်မြန်တေးလိုက်တေးလိုက်ဆိုင်နည်းနည်းတေးသေးကျင်တာပေါ့ကျွန်တော်တိုင်းမှာဒီလုပ်ငန်းတွေလုပ်ချင်နေတယ်ဗျမလုပ်ရပဲတေးသွားတော့ဘာဖြစ်လဲဘာမှမဖြစ်ပါဘူးဒါပြောသူများလည်းပြောတေးဒါပေမဲ့လုပ်ပေးကျင်တာအဲ့ဒါကျွန်တော်ထမင်းစားဖို့အတွက်ပြောတာမဟုတ်ဘူးတော့ကျွန်တော်ထမင်းတနက်စားဖို့အတွက်ပြောနေတာမဟုတ်ဘူးကျွန်တော်အခါမဲ့လုပ်ပေးမှာအကိုရောမလို့ပြည်သူလာကူတဲ့ပြည်သူရှိရပတ်စံတပြားတစ်ချက်မှမယူဘဲနဲ့ကျွန်တော်အခါမဲ့လုပ်ပေးမှာကျွန်တော်ထမင်းစားဖို့အတွက်လုပ်တဲ့လုပ်ငန်းမဟုတ်ဆိုတဲ့တော့ကျွန်တော်တို့တာမန်နော်ကိုထမင်းကိုရှာစားလို့ရနိုင်တဲ့အဆင့်ရှိတယ်ပြည်သူတွေမှာတော့ဒီနှလုံးသားရှိတယ်ဆိုရင်ကျွန်တော်တို့ထက်မြောင်များစွာကြောဝချမ်းသာတဲ့တတိတကြွယ်တွေကျွန်တော်တိုင်းမှာအများကြီးနှလုံးသားလှတဲ့စိတထေးတွေတကြွယ်တွေအများကြီးရှိအခြေအနေကလုတ်ပိုင်ခွင့်မရှိတော့သူတို့ကအန်ကျိတ်နေကြရတာဖြစ်တတိတကြွယ်ဆိုတာတော့သိတဲ့တိုင်းပဲဗျာအကိုတို့မှလို့ကျွန်တော်တို့တာမန်ပြည်သူတွေလို့ဖုံးသက်ခါပြီးတော့ကောက်လာလို့ကောက်သွားလို့လည်းမရဘူးဗျသူတို့ရဲ့ကြောဝချမ်းသာမှုသူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေအားလုံးကဒီပတ်ဝန်းကျင်မှာရှိထားတယ်ဆိုရင်သူအခြေအနေကသူကဖြတ်သန်းရမှာလေရှိဥပမာဆိုကြပါအေယာဝတီမန်ကိုစောစောတို့စသည်ပေါ့နော်ထားချစ်တယ်ကျွန်တော်ဒီစကားတွေတိတ်ပြောလို့စင်မပြေဆိုတော့သုံးသားလှတဲ့တတိတိတ်တွေကျွန်တော်တိုင်းမှာအများကြီးရှိပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တိုင်းပြည်ရဲ့တုံတင်မှုတိုင်းပြည်ရဲ့ယဉ်ကျေးမှုမှာဟိုကဗျမစုတရား၄ပါးနဲ့တည်ထားတာနော်ဗျမစုတရား၄ပါးဆိုတာမေတ္တာကရုဏာမုဒိတာဥပိ္ပခာဒီဗျမစုတရား၄ပါးနဲ့တည်ထားတဲ့တိုင်းပြည်ဖြစ်တယ်အဲ့တော့အဲ့ဒီဗျမစုတရား၄ပါးဟာဘလူတွေမှာတွားပြီးတော့စီစဉ်နေလဲဆိုတော့တထေးတကြရီမှာလည်းစီစဉ်ထားတယ်တိုင်းပြည်ပြည်ပုံကိုယ်တွေမှာလည်းစီစဉ်ထားတယ်မစီစဉ်တာတော့အာဏာရှင်အုပ်စုမှာပဲရှိတယ်အဲ့မေလို့အုပ်စုပဲအဲ့တော့ကျွန်တော်တို့ရဲ့ဗျမစုတရား၄ပါးကိုဖျက်ဆီးနေတဲ့အဲ့ဒီကောင်တွေကိုကျွန်တော်အရင်ဖျက်ဆီးပြရမှာဖြစ်အဲ့ဒါမှတားလေအဲ့ကောင်တွေမရှိမှတားလေကျွန်တော်တို့ရဲ့ဗျမစုတရား၄ပါးရှင်းတန်းနိုင်မှာဖြစ်အဲ့တော့အထူးအဖြင့်ကျွန်တော်ပြောလို့လားကျွန်တော်တိုင်းပြည်ဗျမစုတရား၄ပါးထုံးကားဖို့အတွက်ကထပ်ပြောမယ်ကျွန်တော်တို့တိုင်းပြည်ဗျမစုတရား၄ပါးထုံးကားဖို့အတွက်ကအာဏာရှင်မရှိမှဖြစ်အာဏာရှင်မရှိမှဖြစ်အာဏာရှင်မရှိလို့ရှိရင်ကျွန်တော်မေတ္တာတရားတွေလည်းထုံးကားလာလိမ့်မယ်ကရုဏာတရားတွေလည်းထုံးကားလာလိမ့်မယ်မုဒိတာတရားတွေလည်းထုံးကားလာလိမ့်မယ်ဥပိ္ပခာတရားတွေလည်းထုံးကားလာလိမ့်မယ်ဒီတရားတွေထုံးကားမှသာလေကျွန်တော်တိုင်းပြည်ပြည်လူလုပ်ငန်းတွေကအောင်မြင်လာမှာဖြစ်တယ်ဒါကြောင့်မို့ကျေးဇူးပြုပြီးတော့ကျွန်တော်ဗျမစုတရားတွေကိုဖျက်ဆီးနေတော့ဒီကောင်တွေကိုအမြန်ဆုံးတိုက်ထုတ်ပေးဖို့လိုတယ်အမြန်ဆုံးတိုက်ထုတ်ကြဖို့လိုတယ်ကျန်တဲ့ကိစ္စတွေကိုတို့မှခေါင်းနဲ့မထမ်းနဲ့မင်္ဂလာမသိလေကျန်တဲ့ကိစ္စတွေကိုတို့မှခေါင်းနဲ့မထမ်းနဲ့ကျွန်တော်လည်းဆိုအာရုံတော့ပြုတ်ထားတယ်နော်တိုင်းပြည်ကောင်းလာတဲ့ချိန်ကျွန်တော်တို့အသက်ရှင်တန်သေးတယ်လုံနိုင်ကြိုင်နိုင်သေးတယ်အစဉ်ပြေသေးတယ်ဆိုရင်စောတော့ပြောတယ်အခမဲ့စီကန်းတွေကျွန်တော်ဖွင့်ပေးခြင်းမထူးဆန်းပါဘူးအခမဲ့စီကန်းလေးတွေကျွန်တော်ဖွင့်ပေးတယ်ဘို့တော့ထူးဆန်းပါတော့တိုင်းပြည်မှာအာဏာရှင်မရှိမှဖြစ်ဘာလို့လဲဝယ်ရမယ့်စီကန်းစေဝါတွေရှိတယ်ဝယ်ရမယ့်စေဝါကဏ္ဍကြတော့တိုင်းပြည်ကိုတင်သွင်းတဲ့စေဝါကဏ္ဍကြတော့တိုင်းပြည်ကတေချာစနစ်ကြနဲ့စီစစ်မှတားလေကျွန်တော်လူထုတွေ
ကုသတဲ့ဆေးဝါးတကယ်ကောင်းမွန်တဲ့ဆေးဝါးတွေဖြစ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ပေါက်ပန်းလေးတဲ့ကြုံတို့ကြားတို့တွင်းနေတဲ့ဆေးဝါးတွေဆိုရင်ဆေးပြောက်စင်တို့ဆေးစားတဲ့ဆေးစားမှယောဂထပ်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်မှာဆိုတော့ဒါပဲနော်ကျွန်တော်ကလုံနိုင်တယ်ဘူးလို့ဆိုလည်းလုံနိုင်တယ်ဒါပေမဲ့ကျွန်တော်လုံပြီးတဲ့ဟာတွေကိုမဖြစ်စည်းနဲ့အဲ့လုံရမလားလုံနိုင်တယ်ကျွန်တော်ဆေးကနေကျွန်တော်ဖွင့်နိုင်တယ်နော်အခမဲ့တနေ့ကိုလူ10ယောက်လာမလားလူ100လာမလားလာဗျာအဲ့ဆေးဝါးတွေလိုရတဲ့ဆေးဝါးကျွန်တော်ပံ့ပိုးပေးမယ်ကျွန်တော်လုပ်ပြီးနိုင်တယ်ခုလည်းလုပ်ပြီးနိုင်တယ်ဒါပါမလို့ဒါပေမဲ့ဆိုတော့မဖြစ်စည်းဖို့လို့လားအခုကလိုရတဲ့ဆေးဝါးကုသမှုနော်ပြီးတော့တက်ဆိုင်ရာဆရာမဘာတစ်ခုမှအာမခံခြင်းဆိုတော့ထားရှိနေတော့ဒါကြောင့်မို့ကျွန်တော်ကအာနာရှင်ကိုတက်နိုင်ဆုံးအများဆုံးတိုက်ကြပြနော်အကိုတို့ကအားလုံးမှာတောင်းရှိတယ်နော်ကျွန်တော်တို့ဆဲနေတဲ့လူတွေမှာတောင်းရှိတယ်ကျွန်တော်တို့ချစ်တဲ့လူတွေမှာတောင်းရှိတယ်ကျွန်တော်တို့ပေါ်မှာမုန်းတဲ့လူတွေမှာတောင်းရှိတယ်ဒါဒီအားလုံးကချစ်ချင်းမုန်းချင်းနဲ့ပတ်သက်ဘူးနော်မုန်းလို့ရတယ်အကိုတို့မှာကျွန်တော်တို့မုန်းလို့ရတယ်ဒါပေမဲ့ခင်ဗျားတို့အာနာရှင်ကိုတော့တိုက်ပြီနော်ကျွန်တော်တို့ဆဲမလားနော်ဝါသနာပါလို့ခင်ဗျားတို့လိုက်လွှင့်ပြီးတော့ဆဲမလားလာပြီးတော့နားထောင်ပေးမယ်ဆဲကျွန်တော်ဆဲခံဒါပေမဲ့အာနာရှင်ကိုတော့တိုက်ပြီတခြားကျွန်တော်ဘာမှမတောင်းဆိုလို့တော့ကျွန်တော်မျိုးငါဆဲကျင်တယ်ကွာငါလိုက်လွှင့်ပြီးတော့ဆဲကျင်တယ်ဟဲ့ကျော်သူမျိုးငါလိုက်လွှင့်ပြီးဆဲမယ်နေငါလိုက်တယ်လာနားထောင်ပေးမယ်ဆဲအားပါဆဲဒါပေမဲ့အာနာရှင်တော့တိုက်ပြီကျွန်တော်လိုချင်တာဒါပဲနော်ပုတ်ပွေရခင်ဗျာကျွန်တော်တို့ဆဲမလားကျန်တဲ့လောက်ဆဲပါဆက်အားပါဆဲရဒါပေမဲ့တခုပဲတောင်းဆိုတယ်အာနာရှင်ကိုတိုက်ပြီဘာလို့အာနာရှင်မရှိမှတန်လေကျွန်တော်တိုင်းပြည်ကတွန်းတက်မှာဖြစ်တယ်နော်အာနာရှင်ရှိနေတဲ့များကာလပတ်လို့ကျွန်တော်တိုင်းပြည်ကအမတန်ထိခိုက်နေတာလေတိုင်းပြည်ထိခိုက်နေတာတဲ့တိုင်းပြည်ရဲ့လူငယ်တုတွေနော်အကုန်လုံးပျက်စီးကုန်လေအကုန်လုံးပျက်စီးကုန်တားလေးတယောက်ပျောက်သွားပြီလိုက်ရှာတယ်ဘလို့မှရှာလို့မရအောင်အဲ့တော့အာကိုစရာဆိုလို့ရက်ွက်ထဲမှာအုပ်ကြီးပဲရှိတယ်အုပ်ကြီးကြီးပြေးပြီးတော့ကြောင်းကြတယ်အုပ်ကြီးကျမသားလေးလိုပျောက်သွားပြီအဲ့တော့အုပ်ကြီးကလည်းပဲသူနဲ့ဆက်သွယ်ရနေလိုက်ရှာတယ်တွေ့ပါပြီတဲ့စစ်တပ်ကဖမ်းသွားတာကဲအဲ့တော့အုပ်ကြီးကလည်းပဲသူ့ရက်ရွာလူတယောက်ဒုက္ခဖြစ်မှာစိုးတယ်ဒီကလေးရဲ့အကြောင်းကိုလည်းသိထားရတဲ့အတွက်ကြောင့်စစ်တပ်နဲ့တွားကြည့်တယ်ဆရာတို့ရဲ့တိတ်တရားတော့ကျွန်တော်ပေးမယ်ဗျာဒီကလေးတော့ပြန်လွတ်ပြီသူ့မိဘတွေကကျမ်းမာကြီးကောင်းတာမဟုတ်ဘူးမရဘူးခေါ်လို့မရတော့စစ်ကြောရောက်မရတော့ခေါ်လို့မရတော့ဒါစစ်တပ်လူငယ်တယောက်ပျောက်သွားလို့ရှိရင်စစ်တပ်နဲ့ရောက်ရင်ပြန်ခေါ်လို့မရတော့ဘူးဖမ်းတာလေစစ်တပ်ကဖမ်းသွားပျောက်သွားရင်ဒါယောက်ျားလေးကိုပြောတာဟိုတနေ့ကလေးမလေးတယောက်ဖြစ်စေကျွန်တော်စိတ်မကောင်းနော်ရန်ကုန်ကနေထုံးတန်တိုင်းပေါ့နော်စောင်းနေရအစင်မပြေဆိုအလုရှာထွက်တဲ့အခါမှာ online လူငယ်တွေဆိုတော့လေ online ခစ်ဖြစ်မှာပေါ့ဗျဘာလို့ရတယ်ညာလို့ရတယ်ဆိုပြီးတော့သူတို့ရှင်းချင်းနော်ဒီမှာပွင့်လေးပြောကျွန်တော်တမတ်တောင်မှဒီမှာအလုံးသွားရှာတယ်တဲ့ online ကနေပြီးတော့ကျွန်တော် order ရတယ်မင်းအဖေတယောက်လုံးဒီမှာရှိနေတာကွာမင်း online ကနေအလုံးရှာမယ်ဆင်းဖို့ဒါမင်းအလုံးချင်တာအဖေကိုပြောကျွန်တော်အဲ့လိုပြောရတယ်အဲဆိုတော့ထားရှိသေးတော့ရှာရင်နဲ့အလုရှာတာပေါ့နော်အလုရှာတော့အဲ့မှာသူသမီးကြီးကအလုရှာမလို့ထွက်သွားတော့တရက်နှစ်ရက်ပြန်ပေါ်မလာအမေဖေကမတရားစိတ်အဆက်တွေကမရတော့3-4ရက်ကြာတော့အဆက်တွေရောက်လာတယ်သမီးနဲ့ဖုန်းပြောဝမ်းသာအားနဲ့ဖုန်းပြောမလို့ကြံနေတယ်သမီးရှိကငိုတန်ပါဠိနဲ့ဆက်တွေအမေတဲ့သမီးလူရောင်းဝယ်လုံးတဲ့လူတွေလက်ထက်ရောက်သွားပြီတဲ့တာချီလိတ်ဆိုတာပါဆိုလို့မသိအဲ့တော့ဟဲ့အမေတို့ဘလို့ကယ်ရမလဲပြောစမ်းပါညာပြောတော့အမေတို့ကယ်လို့မရတော့ဘူးအမေတို့ကယ်လို့ရတဲ့အဆင့်ထိမဟုတ်အဆင့်ဖုတ်တော့ဘူးပြီးသွားပြီကဲဘလို့လုံးမလဲဟုတ်တယ်ဟုတ်ဒါပဲကျွန်တော်တိုင်းပြည်ရသွားပြီဘလို့မှလုံးလို့မရတော့ယောက်ျားလေးတွေပျောက်ခြင်းဘာဖြစ်လဲပြောဦးလေးပြောတာမောင်လေးမျိုးဝင်းသဘောကျလို့လားမသိဘူးမောင်လေးမျိုးဝင်းပြောတယ်ဦးကျော်သူဒေါ်လာ90စုချတယ်တဲ့ဒီမှာ90ပို့လာပေးတယ်โอเคတာရှိတယ်ဆိုတော့ယောက်ျားလေးတွေတောက်ချင်းစစ်တပ်ထဲကိုသွားရှာပြန်လည်းမရှိတော့မိန်းကလေးတွေတောက်ချင်းကြားပြန်ကိုသွားရှာပြန်လည်းမရှိတော့ဘယ်လိုလုပ်ကြလက်ရှိအဲ့ဒါကျွန်တော်တိုင်းပြည်ကဖြစ်ပြနေတာကျွန်တော်တိုင်းပြည်ကအဲ့တိုင်းဖြစ်သွားဒီလောက်သိုးရတဲ့အခြေအနေရောက်နေတာကိုကျွန်တော်အားလုံးကငြိမ်သက်နေကြမယ်ဆိုရင်
အခြေအနေရပါဆိုပြီးတော့နေကြမယ်ဆိုရင်ဒီတက်ပို့ဆိုးပဲလို့တော့ကျွန်တော်တို့ပြောနေတာတွေကိုအကိုတို့မှတော့ကျွန်တော်တို့မျက်နှာတွေကိုကြည့်ပြီးအကိုတို့ဘာမှငဲ့နေတာကြောင်းမရှိနော်ကျွန်တော်တို့အရွယ်တွေကဘာမှအကိုတို့စင်းလို့ထက်မတွက်နဲ့တော့ကျွန်တော်တို့အရွယ်တွေကိုအကိုတို့မှတော့ဘာစင်းနဲ့ထက်တွက်မနေဒါရှင်းတယ်နော်ခုလူပြက်စီတိတ်အနေရကြုံတဲ့ဒီလူငယ်လူရွယ်လေးတွေအကြောင်းပဲအကိုတို့မှလို့စဉ်းစားကျွန်တော်ရွယ်တွေကိုခင်ဗျားတို့စဉ်းစားမနေနဲ့ဘာဖြစ်နော်ဘာဖြစ်တိတ်ရင်သားတရားကောင်းတာတိတ်တရားနဲ့လိုက်ပြီးတဲ့စစ်တပ်တဲ့ပါသွားတယ်မရဘူးဗျကဲသူတို့ဘဘကြီးရဲ့အသက်ကတိတ်တရားနဲ့တန်တာဟုတ်ဗျအဲ့တော့ရဲဘော်တယောက်တိတ်တရားနဲ့လိုက်ပြီးမရဘူးထိုနည်း၎င်းပဲကြားပြန်နဲ့ပါသွားတဲ့မင်းကလေးတယောက်တွားပြီးပျက်စီးသွားပြီးကျွန်တော်တိုင်းပြည်လုံးဝအဲ့တော့ဒါဒီအားလုံးကိုကျွန်တော်တို့အနေနဲ့အတက်နိုင်ဆုံးပြန်ပြီးတော့ဆောင်ရွက်ဖို့ဆိုတော့ကျွန်တော်အားလုံးမှာတာဝန်ရှိတယ်နော်โอเคကျေးဇူးတင်တယ်ဆိုတာဘယ်လိုလဲကိုမျိုးဝင်လားโอเคထားချစ်တယ်မောင်လေးမျိုးဝင်ဒေါ်လာ90ဆွချတယ်အဲ့ဒီဒေါ်လာ90ကဦးလေး15ရောက်စာဖိတ်ခေါ်လို့ရတယ်နော်ဦးလေးဖိတ်ခေါ်မလားဖိတ်ခေါ်လိုက်ရတယ်တမီးအစီပြောင်းလုပ်လိုက်โอเคကျေးဇူးတင်ဦးကျော်15ရောက်စာဖိတ်ခေါ်ပြလိုက်မယ်မမိုးရဲ့ PDF ကလေကိုမတို့ရေအချိန်ကတော့9ရက်ပဲကျွန်တော်လည်း PDF 44ဖွဲ့လိုသေးတယ်ဒီည9ဖွဲ့ဖြစ်6ဖွဲ့အနည်းဆုံး9ဖွဲ့ရလို့စင်ခဏပြောင်းမှာပေါ့နော်9ဖွဲ့ရလို့စင်ခဏပြောင်းမယ်9ဖွဲ့ရလို့စင်39ဖွဲ့ကျန်မယ်6ဖွဲ့ရလို့စင်38ဖွဲ့ကျန်မယ်အခုကတော့44ဖွဲ့လိုသေးတယ်နော်မမွာ30ကျော်ပဲကြားချင်တော့တယ်အချိန်ကတော့9ရက်ပဲကျန်တော့လေဆိုတော့လေအခု44ဖွဲ့လိုတယ်တစ်ဖွဲ့ဆိုရင်အတင်းကြပါစောကကိုမျိုးမင်းကကျွန်တော်ဒေါ်လာ90စုချတယ်ဆိုတော့ထားပါတော့1500ပဲထားပါတော့အဲဒေါ်လာ90စုချတယ်ဆိုရင်ဒါစုချတယ်ဆိုတော့ကျွန်တော်စုချတယ်ဆိုတာကျွန်တော်ငွေဖြစ်သွားတာပေါ့နော်ဟုတ်တယ်ကျွန်တော်ငွေဖြစ်သွားပြီအဲ့တော့ကျွန်တော်ကတော့ဒီငွေကိုဘယ်နဲ့ဖြစ်ပါအဲ့တော့ဒီငွေကိုကျွန်တော်ဒီထက်ကိုပြန်တူမယ်အဲ့တော့ဒေါ်လာ90ပေါ့နော်ကိုမျိုးနံပါတ်1ကိုမျိုးကိုကျေးဇူးတင်တယ်အဲ့တော့ဒီတိုင်းတော့မလှူဘူးလှူတဲ့ကိုမျိုးဝင်လည်းအဆင်ပြေအောင်ဒါကျွန်တော်ငွေဖြစ်သွားပြီနော်ကိုမျိုးကကျွန်တော်ကိုလှူတာစုချတာဆိုတာကျွန်တော်ကအကိုတို့မတို့နဲ့အတူတော်လှန်ရေးကိုပြန်ပြီးတော့ဖြတ်သန်းမယ်ဆောတော့ပြောတဲ့နော်ကျွန်တော်လူငယ်လူရွယ်တွေရဲ့ဘဝကိုကဲတင်ဖို့တက်ကကျွန်တော်မှနီးလန်းပဲရှိတယ်ကျွန်တော်ကငွေနဲ့ကူညီမယ်ရေပြင်ကလူတွေကအသက်နဲ့ကူညီကြမယ်ရင်းကြမယ်ကျွန်တော်တိုင်းပြည်တွေကျွန်တော်လူငယ်တွေအတွက်ကျွန်တော်ရင်းကြမရင်းလို့မရနော်ရတဲ့နည်းနဲ့ရင်းကြနော်အဲ့တော့ကျွန်တော်ကငွေနဲ့ရင်းမယ်ဗျာဟုတ်တယ်ကျွန်တော်ငွေနဲ့ရင်းမယ်နော်ခင်ဗျားတို့ဘီယာတပူးပဲရှိတယ်လို့စလိတ်တပူးကျွန်တော်မပြောလို့ငွေနဲ့ရင်းမယ်နော်ခင်ဗျားဘီယာဘိုးပဲလူစလိတ်ဘိုးဘာဘိုးလှူချင်းလှူကျွန်တော်ငွေနဲ့ရင်းမယ်မြေပြင်လူအတက်နဲ့ရင်းဒီနှစ်ခုပေါင်းပြီးတော့ရင်းမယ်ဒီအားလည်းကျွန်တော်ရအောင်တိုင်မယ်နော်တခြားကိစ္စတွေခေါင်းထဲမှာဖယ်ထားလိုက်ဆောကပြောပြီးသားကျွန်တော်တို့ဆဲမလားလိုက်မပြီးတော့ဆဲလာပြီးနားထောင်ပေးမယ်ဘလောက်ဆဲမလဲကြိုက်ဘလောက်ဆဲအားပါဆဲလာပြီးနားထောင်ပေးမယ်အဲ့လိုက်ထဲမှာဝင်ပြီးတော့နားထောင်ပေးမယ်ကျွန်တော်တို့ဆဲမယ်ဆိုဒါပေမဲ့တော်လှန်ရေးကိုတော့လို့အာနာရှင်တော့တိုက်ပြီအများကြီးမတောင်းဆိုလို့နော်ဒါဘာနဲ့တိုက်မှာလဲပတ်စံရှိတဲ့လူကပတ်စံနဲ့တိုက်အသက်ရှိတဲ့လူကအသက်နဲ့တိုက်ပြနော်ဒါပဲကျွန်တော်ကဒါပဲလို့မတိုက်လို့မရတော့ကျွန်တော်အများကြီးဆုံးရှုံးလာအများကြီးနေတာအဲ့တော့ထားရှိနေတော့အဓိကပြောလို့ရတော့ကိုမျိုးဝင်းကျေးဇူးတင်တယ်US ရဖြစ်မှာပေါ့နော်ဒေါ်လာဆိုတော့ကျွန်တော်ဒေါ်လာ90စုချတယ်တဲ့ဒါကျွန်တော်ငွေဖြစ်သွားပြီအဲ့ငွေကျွန်တော်ဒေါ်လာရေးနဲ့ပြန်ထည့်တယ်ဒီတိုင်းတော့မထည့်ဘူးကိုမျိုးဝင်းလှူတဲ့အစုငွေ1500ပဲထားပါတော့နော်1600လွတ်လိုက်ပြကျွန်တော်90ထည့်ပေးမယ်နော်1600လွတ်လိုက်အဲ့1600ကိုအလူချင်း1600ဖိတ်ခေါ်တယ်တယောက်ကို100နဲ့ကဲကြွပြန်နော်ကျွန်တော်ဝိုင်းပြီးတော့တော်လှန်ကြနော်ဝိုင်းပြီးတော့16ရောက်ပါဝင်ပေးကြပါတစ်ဖွဲ့နိုင်လို့တစ်ဖွဲ့ထက်တစ်ဖွဲ့နိုင်လို့တစ်ဖွဲ့ထက်ဟုတ်ကဲ့ကဲဖိတ်ခေါ်တယ်16ရောက်နော်1600လို့မှလိုက်ကျွန်တော်90ထပ်ထည့်ပေးနော်ကိုမျိုးက1500နဲ့50ဆိုကျွန်တော်90 1600အဲ့တော့အလူချင်း16ကိုကြွပြန်ကျွန်တော်ပတ်စံရှိတယ်လို့ပြက်စွန်နဲ့တိုက်အသက်ရှိတယ်လို့အသက်နဲ့တိုက်မတိုက်ဘဲနဲ့တော့မနေနဲ့တိုက်ကြတော့နော်ဟိုမှာကြည့်လေအလုံးအကင်မရှိလို့အလုံးရှာလို့ထွက်သွားတယ်မိဘတွေကအဆက်အသွယ်ပြန်ရတဲ့ခါကျတော့ဘာပြောလဲအမေရဲ့သမီးကိုလိုက်မရှာနဲ့တော့ဘာဖြစ်လို့လဲသမီးတဲ့အမေတို့ရှာလို့မရတဲ့အမေတို့ကယ်လို့မရတဲ့နေရာသမီးရောက်သွားပြီဘယ်နေရာဆိုကြားပြန်သွားပြီကြောက်ဆုံးဘာတော့လို့မြဟုတ်တယ်လေကြားပြန်ဆိုတာကျွန်တော်တို့တာမန်ပြည်သူမပြောနဲ့အစိုးရတရားအနေနဲ့ဆက်သွယ်ပြီးတော့သူ့နိုင်ငံသူနိုင်ငံသားတယောက်ဖမ်းခံသွားလို့အစိုးရတရားအနေနဲ့ဆက်သွယ်ပြီးလိုက်ထားတော့မလိုက်လို့မရတဲ့နိုင်ငံနေရာမျိုးဖြစ်သွားပြီကြားပြန်ဒုတိယစစ်တပ်မင်းအောင်လှိုင်ရဲ့စစ်တပ်ရောက်သွားရင်အဲ့ပုံစံအဲ့တော့မြန်မာနိုင်ငံတစ်ခုတစ်လုံးကတိတ်ကြောက်စရာကောင်းတဲ့စစ်တပ်ကလည်းမြန်မာပြည်မှာရှိနေတယ်တိတ်ကြောက်စရာကောင်းတဲ့ကြားပြန်တဲ့မြန်မာပြည်ရှိတယ်အဲ့နိုင်ငံကြီးထဲမှာလူဖြစ်နေရတဲ့ကျွန်တော်တို့ကဘာလို့ရမှာတော့
အဲ့ဒါသမီးကပြောတယ်ခလေးတွေခလေးတွေမစီးနဲ့တော့အကြောင်းကိုဝန်သားစက်တွေစားစားခလေးတွေမွေးလာလို့စင်မေလို့အကလုံးဆွဲပြီးတော့ခေါ်သွားမှာအကလုံးသတ်လိုက်မှာဒီတွင်းထဲမှာ အဲ့တော့တကယ်ကြောက်စရာကော တော င်း က်စရာကြီးတကယ်ပဲ တကယ်အန်ရဲ့ကြီးဆုံးစစ်တပ်နဲ့တကယ်ကြောက်စရာကောင်းလို့တကယ်အန်ရဲ့ကြီးဆုံးကြားဖန်ဆိုတဲ့ဂိုင်းကြီးကကျွန်တော်တိုင်းပြည်မှာငုတ်တော့ကြီးလုတ်ချင်တိုင်းလုတ်နေကြပြီဖြစ်ဆိုရင်ကျွန်တော်တို့တွေကဘာလို့ တွဲပြီးဆိုရင်အသိန်း100တော့ပေးလဲပြန်မပေးဘူးနော်ကိုယ့်ရဲ့ကလေးကိုအသိန်း100သူတို့ယူတယ်နော်ပြီးတော့လူပြန်မပေးဘူးနော်အဲ့ဒါထိတဲ့လူကအများကြီးပဲကရင်ပြည်နယ်ကလူတွေလည်းထိတယ်အဲ့လိုမျိုးသူတို့ကလူတယောက်ဖမ်းပြီးဆိုရင်အသိန်း100အသိန်း200တော့တော့ရွေးလဲသူတို့ငွေယူတယ်ပြန်ပေးမယ်တဲ့လူနဲ့နောက်ဆိုတော့ငွေလဲယူလူလဲပြန်မပေးဒီမျိုးပဲသားလိုက်တာဘယ်သူမှပြန်တော့မကဲတင်ဘူးအဲ့ဒါကရင်ပြည်နယ်မှာ2023မှာလည်းဖြစ်တယ်များလာတိုင်တာ အဲ့တော့ကျွန်တော်တို့ဘာမှမပြောလို့တော့နော်ကျေးဇူးတင်တယ်ကိုမျိုးဝင်းကဲကျွန်တော်အလှချင်း15ရောက်16ရောက်ဖိတ်ခေါ်လိုက်ဗျနည်းနည်းလောက်ဝိုင်းထည့်ပြီးပါတရားနိုင်တရားတဲ့နေရာနိုင်နေရာတဲ့90နိုင်90ထည့်ထည့်ဗျကျွန်တော်ပတ်စံရှိတဲ့လူကပတ်စံနဲ့တိုက်နော်အသက်ရှိတဲ့လူကအသက်တိုက်မတိုက်ဘဲတော့မနေကြနဲ့အာနာကျရက်ဆက်တဲ့ရုံမာတယ်အောက်တန်းကြတယ်ကျန်တဲ့ကိစ္စတွေကိုလုံးမလို့ဘာမှသိစဉ်းစားမနေနဲ့နော်ဘာသိစဉ်းစားမလဲလောနဲ့တိုက်ဖို့တာစဉ်းစားတော့ဘယ်လိုနိုင်အောင်တိုက်မလဲဆိုတော့ကျွန်တော်ဝိုင်းပြီးတော့စဉ်းစားမယ်ဝိုင်းပြီးတော့တိုက်ကြနော်တော့ကျောင်းတော်လူကြီးကပေါ်တော်လူတွေရှိနေမှာအဖြတ်သမားတွေရှိနေတယ်ဒါကိစ္စမရှိဘူးဒါနေရာတိုင်းမှာရှိတာကြီးအဲ့မှာတော့အောင်ထားမနေနဲ့တော့ဘာလို့လဲမှာတော့ဒါမျိုးတွေနာမည်တက်ပြီးတော့ခေါ်တာသူကရေးထားမတက်နိုင်ဘူးမှာစာပလင်းနှင်းမောင်တော်လိုင်းကြီးကအောင်နိုင်မလားပြတယ်အောင်နိုင်မလားမေးတယ်အဲ့မေးတာကသူဒါဘလောက်အောင်တန်းကြနေပြီဆိုစဉ်းစားတော့ပေါ့ဟုတ်တော့ဆိုတော့ထားချင်းတော့ကျွန်တော်နာမည်တက်ပြီးပြောရတာဟုတ်တယ်ဒါပြောရေး ဒါမလားစစ်ခွေကိုကြည်လိုက်မလားဘာဖြစ်လို့အတက်တန်ပေါ်တာဖမ်းတာလဲဘာဖြစ်လို့သူ့ရဲ့အလူအရင်ကိုကျွန်တော်ဖမ်းတာလဲအဲ့ဒါသူ့ရဲ့လူကောင်သားလို့လေသူ့ရဲ့လူကောင်သားလို့လေအဲ့ဒါတော်လိုင်းရဲ့တိုးတက်တဲ့အောင်မြင်တယ်လေတော်လိုင်းရဲ့အရန်ကိုတိုးတက်လို့အရန်ကိုအောင်မြင်လို့အဲ့ဒါစစ်ခွေတွေကလူတွေကောင်းတာလေမလားတဲတန်ပေါ်တာဖမ်းစရာမလိုဘူးစစ်မှုထမ်းမခေါ်ဘူးဆိုရင်အဲ့ဒါတော်လိုင်းရဲ့စဆောင်လိုက်တယ်အခုမင်းအောင်လိုက်ဘာဖြစ်လို့လူတွေကိုတဲတန်လိုက်ပါဖမ်းတာလဲသူ့ရဲ့လူကကောင်းတော့မယ်လေသူ့ရဲ့လူကောင်းတော့မယ်မေလူကသိပြီဒါပဲသူတက်စင်ပေမဲ့သူ့ကိုလည်းနဲ့ထမ်းပေးတဲ့လူမရှိလို့ရှိသူသိပြီဒီနွားကဲဝိုင်းလုံးကြဗျာကိုလုံးမကဲဆက်ချောက်ပြီးခေါ်တယ်ဆက်ချောက်မြန်လေးကျွန်တော်ကတော့အချိန်သိမ့်မရအချိန်သိမ့်မရဆိုတာအချိန်ကြာကြီးနေလို့မရလို့ဒါကျွန်တော်ပွင့်နေတယ်အကိုမှပြောကျွန်တော်ဒီပေါ်ဒီအသားတွေမတရားနိုင်ဒီနန်းရိုးကြတယ်လေဟုတ်တယ်ကဲကိုမတို့ရေဒေါ်လာ100နိုင်မြန်မာငွေထိုင်းငွေအော်စီငွေစင်ကာပူငွေမလေးစီးယားအကောင်ရတယ်နော်16ရောက်လောလောဆယ်ဦးကျော်သူဖိတ်ခေါ်တယ်နော်ကဲ16ရောက်ဗျာနော်တယောက်ကို100ကျွန်တော်ထည့်ပေးမယ်အလူရင်ကတော့ကိုမျိုးဝင်းပေါ့နော်တော့ကျွန်တော်စုကြလို့ပြောတာဟုတ်ရကျွန်တော်ငွေနဲ့ပြောငွေလို့ဖြစ်တာကျွန်တော်အဲ့အားကိုပြန်ပြီးတော့ဒီလိုပြန်ထည့်တယောက်ကို100ကျွန်တော်ထည့်ပေးမယ်အခုလုံးမကျက်တော့ထည့်နိုင်တော့ထည့်16ရောက်အန်ဒီမင်္ဂလာပါအလူလုံးမလို့လားအော်ဆုံးလာဆိုင်တော့ရေးမှာကိုပခြားဆိုင်16ရောက်ဘသူထွက်လာပေးပါဘသူတွေစီးလဲဒီလိုက်စော်ထဲမှာ110ရောက်16ရောက်ဖိတ်ခေါ်ပါတယ်လောလောဆယ်နော်မောင်မော်တော့ညတိုင်ရောက်30ပေါ့အခုဦးကျော်သူရဲ့ကိန်းထဲမှာ16ရောက်ပဲဖိတ်ခေါ်ပါတယ်မိုးရီဦးကျော်သူဖိတ်ခေါ်တာ900ထပ်ပြီးโอเคကျေးဇူးတင်ပါတယ်ဒေါ်မေသက်ထားဆိုရင်နံပါတ်1နော်အဲ့ဆိုရင်600ရပြီဦးကျော်သူဖိတ်ခေါ်တာ900ထည့်ပေးမယ်လို့ဒေါ်မေသက်ထားရေးတဲ့ခါမှာကျွန်တော်ဖတ်လိုက်တာဦးကျော်သူပဲဒေါ်လာ900ထည့်ပေးမယ်လို့အဲ့လိုကျွန်တော်ဖတ်လိုက်မိတာညလုံးမပြီးပါဒေါ်လာ900ဆိုရင်ကောင်းတယ်ပေါ့ဟိုဗီဒီယိုအဖွဲများကြီးနှစ်ဖွဲစာရပြီဟိုက်ခွေးတောင်းစားဗလဲဒီနွားကနော်ဖြက်စီနေတဲ့အခြားတစ်ဖက်ခယူဆိုင်ပါတဲ့ပြောတာအဆင်မပြေဘူးတဲ့မပြောတတ်ဘူးတဲ့ဘာတွေလဲဘာကိုပြောတာလဲဘသူပဲကိုပြောတာလဲဒါဘုံတော့ဒီကဲမင်္ဂလာပါခင်ဗျကျေးဇူးတိုးတင်တယ်လောတဲ့ဒေါ်မီတာသားတွေတယောက်နံပါတ်1ကျေးဇူးတိုးတင်တယ်ဒါလဲဦးလေးဒီဦးစိုးနိုင်ပြောတာပါလဲမပြောတတ်ဘူးသမီးဘာပြောလဲမသိဘူးသူပထမကွန်မန့်နေတော့မတွေ့ဘူးသမီးကဆဲလိုက်ပြီစာရေးတဲ့အချိန်မှာပြလိုက်ပြီမကျင်နိုင်ဘူးထင်လို့ဆဲတာဆဲတိတ်လွမ်းမနေဘူးမရေကျေးဇူးတင်ပါတယ်မြန်မာငွေ9000ကျပ်ပေါင်ကိုပေးလို့ကျေးဇူးတင်ပါတယ်နော်ဦးကျော်သူရဲ့အဲ့ခေါ်တဲ့ကိန်းထဲမှာအမ
ကျေးဇူးတူးတင်တယ်လူတွေဒေါ်မီသက်သားတွေနော် ငါတောင်းကြဒီမှာမချင်းစလင်းခဏလား ဒေါ်မီသက်သားတွေ900တယောက်ပဲလားသမီး နောက်ထပ်တရားမချင်းစလင်း မချင်းစလင်း ငါတောင်း 9000 ကြ ကျပ်400 400ပြီးတော့ဦးကျော်သူတရားဆိုရင်900 okay နှစ်ယောက်ရပြီ ကျေးဇူးတူးတင်တယ်2ယောက်ရပြီ16ယောက်ဗျာမြန်လေးပြပါသေးနော်ကျွန်တော်ခဏလေးထွက်မှာနော်ကျွန်တော်မထွက်ကနေပြတော့ဝမ်းသာတော့ဗျာကိုမျိုးဝင်းနဲ့ဝမ်းသာသွားတော့ ဟုတ်တယ်နှစ်ယောက်ရပြီ14ယောက်ထွက်လာပေးပါစင် ညမင်္ဂလာပါခင်ဗျ ပေးပါနှစ်ယောက်ရ14ယောက်ဖိတ်ခေါ်ပါတယ်စင်14ယောက်ထက် နောက်ထပ်14ယောက်ပဲကျန်14ယောက်လားနော်14ယောက်ကျန်တယ်ကျွန်တော်16ယောက် 14 ပြ ယော ပါ က် ဟုတ် နဲ့ လား 16ယောက်အခုနှစ်ယောက်ရပြီဒေါ်မေသက်ထားဆွေရဲ့မချစ်စလင်ရဲ့ ဖိတ်ခေါ်တယ်နော်ကိုမျိုးဝင်းက အကိုတို့မတို့ရေအချိန်9ရက်ပဲကျန်ပါတော့တယ် PDF က44ဖွဲ့ကျန်သေးတယ်အကိုတို့မတို့ဒီညမမို့အနည်းဆုံး9ဖွဲ့တောင်းပါတယ်9ဖွဲ့ရမမို့ခဏပြောင်းပါ39ဖွဲ့ကျန်မယ်9ဖွဲ့မရလို့ရှိရင်40ကျော်ဖြစ်နေမယ်ဆိုတော့နောက်ဆုံးရက်နေ့မှာတော့မို့အတွက်အနေရစီတာပေါ့နော်အဲ့တော့ကြံချင်းမကြံချင်းဟိုကကျွန်တော်ဘာမပြောကြံတဲ့ခါကျတော့ဘာပြောလဲဥပမာဆိုကြပါစို့ဗျာကျွန်တော်တိုင်းတိုင်းဥပမာဆိုကြပါစို့အဖွဲ20ပို့မှာသဘောကဒါ10ဘွဲ့ပဲပို့တာမျိုးကြံတဲ့10ဘွဲ့ကဇရာရှုံပြီ တရားစောက်ပြီးတော့သူကစိတ်မကောင်းတော့ဘူးဖြစ်သွားမယ် စိတ်မကောင်းတဲ့တားတယ်တမီးဘာလို့ဆိုတိုင်းတာဝန်ခံဒီကိုတိုင်ကဥပ group ဖွဲ့တာတိုင်းနဲ့ဖွင့်ထားတယ်ဆိုတိုင်းတာဝန်ခံတယ်သူတို့မျက်နှာပူရပြီလေဒီ10ဘွဲ့က ဟုတ်တယ်လေ အကုန်လုံးဆိုတော့အဲ့ဒါတော့ အဲကြောင့်သမီးကကမ်ပိန်းနောက်ဆုံးရက်နေ့မှာသမီးထွက်လို့မရဘူးမပြည့်မချင်းမိုးလင်းပြီးလည်းထွက်လို့မရဘူးဘာလို့ဆိုတော့ကိုသမီးကိုကတိပေးထားတဲ့အတိုင်းစကားပြောထားတဲ့အတိုင်းသမီးတို့ကမပြည့်လို့ ချိန်တာတမီးရဲ့ဥပချိန်တာဥပဆိုကြတာတမီးရဲ့ပြည်သူတွေဆိုโอเคဒါဆိုရင်ဒီလားဆိုရင်ဒီတိုင်းပေါ့ဒီတိုင်းအတွက်ဆိုပေးမယ်ဆိုအဲ့တိုင်းတွေကချစ်ဆိုချလိုက်ချတဲ့ကောင်အတော့ပဲကြံပဲဟဲ့ဆိုရင်အဲ့မှာကြံတဲ့ဟာတိုင်းတောင်းခဲ့သူတို့ကမျက်နှာပူတာဒါမျက်နှာပူတယ်ဆိုတာတိုင်းတက်ဖွဲ့တွေပေါ့နော်ဘလို့ပေးလို့ပေးရမှာမသိဘူးသူကရွာပတ်တာကဲအဲ့တော့ဝမ်းကျူသားမပြလောတဲ့နှစ်ယောက်ကျေးဇူးထုတင်တယ်တို့ဒေါ်မီတသားတွေတကယ်ကျေးဇူးထုတင်တယ်နော်မတရားပင်ပန်းခံတယ်နော်မချစ်စနေတကယ်ကျေးဇူးထုတင်ပါတယ်ခင်ဗျကဲတခြားတော့လူချင်းနေတဲ့ထမ်းမိုင်ပေါင်ပြီးဖိတ်ခေါ်ပါတယ်အကိုတို့ကကြွပြားမင်္ဂလာပါကဲကိုမတို့ရေနှစ်ယောက်ပဲထွက်လာတယ်ကျန်တဲ့လူတွေကဘာတွေဖြစ်ကုန်ပြီလဲဘသူတွေလဲအခုချင်းတဲ့သူတွေကချင်းတဲ့သူတွေအများကြီးဘသူတွေလဲ မောလား မမိုးနဲ့ဦးကျော်သူမတိကြတယ်လို့မျိုးပဲချင်းတဲ့သူတွေအများကြီး ကဲမင်္ဂလာပါခင်ဗျာဖိတ်ခေါ်ပါတယ် ဒီ ကို ရက် လို တစ်ခွက်စာနှစ်ခွက်စာလူပေးမဲ့အလူစင်ကြည့်လားမရှိလို့စင်ဦးကျော်သူဖိတ်ခေါ်ထားတဲ့16ယောက်ကို100နဲ့နိုင်200နဲ့နိုင်900နဲ့နိုင်1000နဲ့နိုင်ထက်ပေးကြပါဘယ်နိုင်ငံမှာမစူပါတော့ဘယ်နှပါအကောင်လုံးစီပါတယ်ရှင်ကဲဦးလေးရေးသမီးလဲဟုတ်လားโอเคအဲ့ဆိုရင်အမသူ့စီမှာပို့ပေးလိုက်မယ်ခဏလေး ကဲဖိတ်ခေါ်တယ်အကိုလိုမတို့မများပါဘူး16ယောက်2ယောက်ရပြီဒေါ်မီတက်သားတွေတိတ်ကျေးဇူးထူးတင်တယ်ဟုတ်မလေးကဲမင်္ဂလာပါခင်ဗျမင်္ဂလာပါဖိတ်ခေါ်ပါတယ်ဒေါ်မီတက်သားတွေကျေးဇူးထူးတင်တယ်မချင်းစပိန်တကယ်ကျေးဇူးထူးတင်တယ်နော်တခြားတော့အလှရှင်တွေဆက်လက်ပေါအောင်ပြီးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျ
မင်္ဂလာပါ16ယောက်မှ2ယောက်တော့ရပြီနောက်တော့14ယောက်လူသေးတယ်နောက်တယောက်ကို100ထည့်ပေးမယ်16ယောက်ဆိုရင်တော့1600အခုတို့မှလို့ဘက်ကကျန်တဲ့လောက်တဲ့နိုင်တဲ့လောက်တဲ့100ထည့်လိုက်ရ200ထည့်လိုက်ရ300ထည့်တယ်ကိုနိုင်တဲ့လောက်ထည့်ပေါ့နော်ဒီ16ယောက်ပြည့်သွားလို့ရှိရင်ကျွန်တော်တစ်ဖွဲ့သားနှစ်ဖွဲ့သားလောက်ရသွားရင်တိတ်ကောက်ပါမြန်မြန်မြိုက်နေပါနော်တစ်ဖွဲ့သားနှစ်ဖွဲ့သား3-4ဖွဲ့သားလောက်ရသွားရင်တိတ်ကောက်ကဲဖိတ်ခေါ်ပါလေနှစ်ယောက်တော့ရပြီဒေါ်မေတသားတွေ900ကျေးဇူးထုတင်တယ်နော်မချင်းစပလင်းလားဗါလဲမချင်းစလိန်လား400ပတ်ကျေးဇူးထုတင်တယ်မြော်ဝေ9သားကျေးဇူးထုတင်တယ်ခင်ဗျအကဆက်လက်ပေါင်ပေးကိုဖိတ်ခေါ်ပါလေတယောက်100ထည့်ပြီးမှအလူတင်16ယောက်အခုလုံးမလို့ဘက်ကကျဲတဲ့တော့တဲ့နိုင်တဲ့တော့တဲ့ဆိုင်စီးတော့မရတော့မရတော့ဘယ်လိုပဲကောင်းကောင်းလို့ပတ်ဖို့ကြပါဘူးကဲဖိတ်ခေါ်ပါလေခင်ဗျဖိတ်ခေါ်ဟင်စီးပါစီးဒီကျမတိတော့မရဘူးကောင်းလို့မရထွက်လာတဲ့သူမရှိဘူးလားဦးလေးထွက်လာတဲ့သူမရှိဘူးလားဦးကျော်သူဖိတ်ခေါ်တာပဲအခုအချိန်လဲရောက်နေပြီโอเคသမီး900ထည့်မယ် ဟိုကျေးဇူးတင်တယ်သမီးရေမင်္ဂလာပါခင်ဗျမင်္ဂလာပါကဲသမီးက900တဲ့မျက်နှာပူလိုက်တာသိကြရည်ပြီးတော့ အားပြဘူးလေ ပြီးတော့တောင်းစလိုက်ထွန်း ပြီးတော့အကျဲ900ထည့်မယ် ဟောကျေးဇူးတူတင်ပါတယ်သမီးအဲ့ဒါကျင်းတက်လိုက် ဤတင်900ထည့်မယ်တေမိုးကျဲဤတင်3ယောက်9ယောက်စီပြီး17ယောက်စက်ပါဝင်ပေးကြပါထွက်လာပြီးတော့ထည့်ပေးကြပါ တော့မတော့လို့မရမဟုတ်ကြဟိုကျေးဆရာမကျစီ ကဲကိုလိုမတို့ရေနေဆုံး PDF ဒါတတိယကမ်ပိန်းပေါ့နော်တတိယကမ်ပိန်းနေဆုံး PDF အဖွဲ့69ဖွဲ့ကအခုဆိုရင်44ဖွဲ့လိုသေးတယ်အချိန်9ရက်ပဲကျန်မှာတော့တယ်စင်โอเคဤဆွေစင်တဲ့ဒေါ်လာ30ပါတဲ့ဤဆွေစင်ရေဒေါ်လာ30ကစင်ကာပူလား USA လားဤဆွေစင်ကလူဟောင်းလားလူသစ်လားစင်ကာပူ30ဆိုရင်တော့ဤဆွေစင်ရေစင်ကာပူ30ကလေစင်ကာပူဘက်မှာသူတို့မပေးဖို့ပေါ့နော်ညီမလေးကကေပေးထဲမှာပို့ရမယ်စင်ကာပူ30ဆိုရင်ပေါ့နော်သူတို့ရဲ့စင်ကာပူဘက်မှာသူတို့မပေးဖို့ဘူးသူတို့အကောက်ပြက်မှာကြောက်လို့အနည်းဆုံးဆိုရင်သူတို့ဒေါ်လာ50ထည့်ခိုင်းတယ် USA ဆိုရင်တော့ပြဿနာမရှိဘူး USA Z ဘန်ဆိုရင်ပေါ့နော်10လား20လားထည့်လို့ရတယ်ဒါပေမဲ့မလေးရှားဘန်နဲ့စင်ကာပူဘန်မလေးရှားဘန်အနည်းဆုံးသူတို့ထည့်ခိုင်းတာ100စင်ကာပူကတော့အနည်းဆုံး90အဲ့လိုမျိုးမမိုရဲ့ဘန်မဟုတ်တဲ့အတွက်ကြောင့်လေသူတို့ဘန်တွေပိတ်ခိုင်းမှာသူတို့ကြောက်တယ်အဲ့လိုမျိုး ခုလိုဒီမှာလည်းအဲ့ပြဿနာနဲ့ KP NUC ပေးဆိုရင်တော့ပြဿနာမရှိဘူးပြီးတော့ Thai band ဆိုရင်လည်းဘယ်လောက်ပဲတက်တက်ပြဿနာမရှိဘူး USA Z band လည်းပြဿနာမရှိဘူးဘယ်လောက်ပဲတက်တက်ပေါ့နော်ကဲဖိတ်ခေါ်ပါတယ်ကျေးဇူးထိုးတင်တယ်ဘယ်နှစ်ယောက်ရောက်ရလဲသမီး9ယောက် Ethan Jack သမီးပြီးတော့ဒေါ်မေသက်ထားဆိုရင်မချင်းဆိုင်လင်းချင်းဆိုင်လင်း9ယောက်ကျန်တဲ့17ယောက်ဘယ်သူပါမလဲမသိဘူးဒီညမှာမိုးကအနည်းဆုံး9ဖွဲ့တောင်းတယ်တစ်ဖွဲ့မှမရသေးဘူးနော်ကျေးဇူးထိုးတင်တယ်သမီးကဲအလူချင်း9ယောက်ပေါ့ဗျာဒီလိုပဲဖြစ်ဘယ်လိုပဲဖြစ်မျက်နှာပူလဲယူလိုက်တော့မယ်16ယောက်ပြီးတော့9ဆို17ယောက်ပဲကျန်တော့တယ်အဲ့တော့ကြံရှိနေတဲ့17ယောက်ဝိုင်းပြီးတော့17မိနစ်အောင်လို့ပဲဟိုမက်အီရွှေစင်ရဘယ်ဒေါ်လာလဲမသိဘူး
မသိဘူးမအေးစစ်စင်က USA ဒေါ်လာဆိုရင်တော့သူပို့လို့ရတယ်ဇက်နံပါတ်နဲ့လေဒါပေမဲ့စင်ကာပူဘန်ဆိုရင်တော့သူပို့လို့မရဘူးစင်ကာပူဘန်ကအဲ့ဒီစင်ကာပူဒေါ်လာ30ဆိုရင်တော့ KP ထဲမှာပို့လို့ရတယ်KP ထဲမှာပို့လို့ရတယ် မောင်လေးပို့ပေးထားတယ်မမတဲ့ CB မှာတဲ့သမီးလူတစ္ဆာ အမောင်လေးသူ့ကိုတဆင့်ခံပြန်တော့ပြောလိုက်အဲ့ဒီအကောင့်ကိုသူ့ကိုပို့ပေးလိုက်နော်ဘာလဲ CB မှာတဲ့ okay ဟုတ်ကဲ့ကြည့်ပေးမယ် ကဲဗျာလာကြအတူရုံးကြမယ်9ယောက်သမီးအရွှေတင်50ဆိုရင်ရောတဲ့ကြည့်ရတာတော့စင်ကာပူဖြစ်မှာထင်တယ်50ဆိုရင်ဟုတ်ကဲ့ရတယ်စင်ကာပူ50ဆိုရင်ရတယ်ညီမနော်ကျေးဇူးတင်ပါတယ်အစ်စစ်စင်ရမတော်ရဆက်တယ်မယ်ຫນွေဦးသစ္စာဘာကိုပို့တာလည်းမတွေ့ဘူးຫນွေဦးသစ္စာရဲ့ဖြတ်ပန်းတွေ့ပြီးဒီနေ့2100ကျော်ကြလားမသိဘူး2100ကြလားအမတွေ့ပြီးအကျွေးလားစတာတွေ့ပြီးโอเคစင်ကာပူနော်ခဏလေးအစ်စစ်စင်ရမတော်ရဆက်တယ်မယ်နော်အမနဲ့ချိတ်ဆက်စီပြီလားမသိဘူးတော်ငယ်ချင်းအားလိုက်မယ်ခဏလေး ကျေးဇူးထိုးတင်တဲ့အရွှေတင်ရေနော်အခက်ဘန်ခက်ခဲလေးတွေကြောင့်ပါနားလေအခုလိုဝမ်းပြီးတော့ပေါင်းဆောင်တကယ်တမ်းကျတော့စင်ကာပူငွေ30ဆိုတာတကယ်ကိုတန်ဖိုးရှိပါတယ်ဟုတ်တယ်ဒေါ်လာနေရနဲ့အမဘူးဘတ်ငွေနေရနဲ့တောင်းစရပြီအစ်ဆွေစီအမသူငယ်ချင်းအမယ်လက်ခံပေးပါနော်အမသူငယ်ချင်းအားလိုက်ပြီနော်လက်ခံပေးပါပြီးတော့ Messenger မှာစင်ကာပူဘန်ပို့ပေးမယ်ညီမလေးအစ်ဆွေစီမင်္ဂလာပါအမဒီအမကခုဗာလဲမိုးခိုင်မှာ Facebook နဲ့သူငယ်ချင်းတော့အားထားတယ်နော်သူငယ်ချင်း follower တော့1000နဲ့နေရာကြီးစီးတယ်အဲ့မှာ messenger တစ်ချက်ကြည့်ပြီပါဟိုအားနာပါတယ်ဟိုတစ်ချက်ဟိုတစ်ဖက်ကဘန်ပိုင်ချင်ရလဲဘန်ရဲ့ခက်ခဲကြောင်းပေါ့နော်ကျွန်တော်ဒီမှာလေးပဲကျွန်တော်တွေ့ပါတယ်ဟိုတစ်ခါတော့သမီးကိုပြောပြသေးတယ်နော်ကျွန်တော်ဒီ time play ကြီးတယောက်သူ့လုပ်ငန်းမှာဟိုငွေကြီးတွေမတရားကြီးစီးစင်းတာအဲ့လိုကပ်ဘဘလို့ခေါ်မလဲငွေအနေများအနေချင်းလေးတွေပေါ့မတရားစီးစင်းတာများလို့ဘန်သူ့စစ်စီးရေးဝင်နေဆိုတာမသိပါဘူးအဲဆိုတော့အဲ့ဒါမျိုးလေးတွေပြဿနာနဲ့တက်ရှိတယ်ဆိုတော့အဲ့ဒါကြောင့်မို့လို့ဒါစင်ကာပူနေတဲ့လူတွေဆိုတော့ပြီးမှာပေါ့နော်ဘန်ကြောင်းလေးဆိုတော့ကျေးဇူးထိုးတင်ပါတယ်ကဲသမီးသွားပြီးတော့ messenger မှာဆက်သွယ်ထားတယ်တစ်ချက်တော့ညီမလေးအစ်ဆွေစီအမပို့လိုက်ပြီနော်စင်ကာပူဘန်ပို့လိုက်ပြီနော်ညီမလေးရေလွယ်ပြီးလို့စစ်ချက်ပန်ပို့လာပေးပါနော်အမလွင်တဲ့ page messenger လည်းဆက်သွယ်လာလို့ရတယ်နော်အမလွင်တဲ့ page messenger လည်းဆက်သွယ်လာလို့ရတယ်ကဲဖိတ်ခေါ်ပါတယ်အခုမောင်လေးရဲ့ပုံနံပါတ်ကိုမောင်လေးကိုပို့ထားပြလိုက်မယ်နော်အောက်မှာကျွန်တော် time ban နံပါတ်ရှိပါတယ်34316398944ဒီမှာပြီးတော့ဗလဲစံယူမောင်30ဆိုရင်ဦးကျော်သူ300စံယူမောင်300ဦးကျော်သူ100ဆိုရင်နေရာပြသွားပြီစမ်းယူမောင်နော်သမီးနော်ဟုတ်တယ်ကျေးဇူးထိုးတင်ပါတယ်300ဘတ်ဆိုမောင်လေးအမသူ့ရဲ့ပုံနံပါတ်အမပို့ပြလိုက်ပြီမောင်လေးဖုန်းဆက်လိုက်နော်ကျေးဇူးထိုးတင်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါအရွှေတင်ဆိုတော့အရွှေတင်ဆိုတာသမီးတခြားတမ်းမဟုတ်ဘူးမိုးပဲအရွှေတင်လာဆက်တော်ပြီလားမသိအစ်ဆွေစင်မတွေ့သေးဘူးအရွှေတင် messenger လေးမှာတစ်ချက်တော့ဆက်တော်လိုက်ပါဦးညီမလေးအစ်ဆွေစင်မတွေ့သေးဘူးနော်ဟုတ်ကဲ့မင်္ဂလာပါစင်အလူလုံးမလို့လားကဲမင်္ဂလာပါခင်ဗျာကျွန်တော်16ရောက်ဖိတ်ခေါ်တာတဲ့တယောက်100ထည့်ပေးပါမယ်အခုလိုမှလို့ဘက်ကကျန်တဲ့လောက်တဲ့နန်းတဲ့လောက်တဲ့အဲ့လာစုက300ကျေးဇူးထိုးတင်တာပေါ့အဲ့လာစုရေမောင်လေးရေအလူလုံးမလို့လားအဲ့လာစု300ဆိုရင်400ဖြစ်သွားပြီโอเคကျေးဇူးတင်ပါတယ်အဲ့လာစုအားလုံးအလူချင်းဘယ်နှစ်ယောက်ရ9ယောက်ရပြီနော်ဣဆွေတင်ရေတစ်ချက်လောက်ကြောင်းကြံပေးပါဣဆွေစင်မမိုးဆက်တယ်လို့ရလို့ရှိရင်အမစင်သွင်းမယ်ဣဆွေတင် messenger လေးရတစ်ချက်လောက်ဆက်သွယ်ပေးပါနော်စမ်းယူမောင်300အဲ့လာစု300ကျေးဇူးထိုးတင်တယ်ဣဆွေစင်โอเคညီမလေးဟုတ်ပြီဟုတ်တယ်အဲ့ဒါအမရဲ့ဘယ်နံပါတ်ပဲနော်ကျေးဇူးထိုးတင်တယ်ကျေးဇူးတင်ပါတယ်ညီမလေးအမစင်ရင်သွင်းလိုက်တော့မယ်နော်ညီမလေးလွယ်ပြီးလို့ဆက်ချက်ပန်ပို့လာပြပါနော်ရှေ့ဒါကုသဗျာရှေ့ရပြီပေါ့နော်သမီးနော်ဣဆွေတင်စီးထပြီ
1 2 3 4 5 6 9ဟုတ်တယ်ဤဆိုရင်50ဆိုရင်နော်1150ဦးကျော်သူကြားရင်1250 okay အိုး1150တောင်ရတယ်ကျေးဇူးထိုးတင်တယ် okay ဒေါ်လာ50နော်အစ်စင်အားနာတယ်နော်အားနာတယ်တကယ်အားနာတယ်နော် okay အားနာပြီလို့8ယောက်ရပါပြီကျေးဇူးထိုး16ယောက်ခေါ်ဖိတ်ခေါ်လာ8ယောက်ရဆိုတော့ရပါပြီတော်ကျိုးပြီနောက်တော့8ယောက်ပဲကျန်တော့တယ်ကိုလိုမလို့နည်းနည်းဝိုင်းပြီးတော့ကြိုးစားပေးတော့ကျွန်တော်အများကြီးပေါ်နိုင်ဘူးနော်ကျမကြီးရလဲအခြေအနေကသိတဲ့အတိုင်းပဲနော်မလေးပေးလိုက်တဲ့နှခေါင်းရတယ်အဲ့တော့ကျေးဇူးတိုးတင်တယ်နော်ကျေးဇူးတိုးတင်တယ်ဒီစကားပဲပြောပြစီအဲ့တော့ဒီစကား ဘယ်နှစ်ယောက်လို့ဒီ လောတယ်6ယောက်ကျန်သေးတယ်အဲ့တော့6ယောက် ဟုတ်တယ်16ယောက်6ယောက်ကျန်သေးတယ်အဲ့တော့ကျွန်တော်ဒီနေ့ဖတ်နေတဲ့စာအုပ်ထဲမှာသိဝမ်းနေစရာကောင်းတဲ့အချက်လက်ကြီးတစ်ခုကျွန်တော်တွားတွေ့ခဲ့ပါစာအုပ်လေဦးလေးတမီးဆိုရင်စာတခါမှဖတ်ဘူးစာအုပ်ဖတ်ဘူးနိုင်ငံတကာဝတ္ထုများပေါ့နော်အဲ့တော့ကျွန်တော်အဲ့စာအုပ်ထဲမှာဆိုရင်ဘာသွားတွေ့ရလဲဆိုတော့စစ်ဘေးရှောင်တွေရဲ့ဘဝပေါ့သမီးဟာအဲ့စစ်ဘေးရှောင်တွေဆိုတာဟုတ်ကဲ့ပါပြောပါဦးလေးကိုရီးယားသမီးကိုရီးယားဆိုတော့ကိုရီးယားမှာလည်းပဲထုံးစံတိုင်းပေါ့အာနာရှင်တွေဘာတွေကဒါပေါ်ပေါက်ပြီးဒါထုံးစံတိုင်းပေါ့သမီးကကဘာကြီးမှာဒီကိစ္စတွေကဟုတ်ကဲ့အများကြီးဟိုနေဖြစ်တာပေါ့နော်အဲ့တော့အဲ့ဒီအကြောင်းလေးကိုရေးထားတဲ့စာလေးဖတ်ပြီးတော့လေဥကဘာလို့လို့မသိဆိုတော့စရိတ်လုံးလို့စရိတ်တောက်ရှင်တော့ဥစရိတ်ဒီအများကြီးတောက်ထိုင်တောက်မှုမှာကျင်းသေးစစ်ရှောင်းတိုင်းကြီးပေါ့နော်စစ်ဘေးရှောင်းကြတယ်သူရွာတွေမှာတိုက်ပွဲတွေပြစစ်ဘေးရှောင်းတဲ့ခါကျတော့ထုံးစံတိုင်းပေါ့ကလေးတွေလည်းပါတယ်အကုန်လုံးပေါ့နော်ပါတော့အဲ့စစ်ရှောင်းတိုင်းကြီးကသွားလူကြီးသွားနေတယ်သွားနေတယောက်ကကြံခဲ့တယ်စသည်ပေါ့အကြံခဲ့တဲ့လူလှည့်ကြည့်အောင်ပဲတွဲမခေါ်နိုင်ဘူးထုံးစံတိုင်းပဲအဲ့တော့ဆိုတာအဲ့မှာငှက်ဟိုဘလူးခေါ်မယ်ဟိုဘလူးခေါ်လင်းတာတို့ဘာစသည်ပေါ့နော်ငှက်ကြီးတွေရှိတယ်သားကောင်ကြီးကြားထဲမှာပဲသွားနေကြအဲ့တော့သွားအဲ့လိုပဲသွားနော်တယောက်ကြံနေခဲ့လိုက်လှည့်ကြည့်လိုက်ဆက်လျှောက်လိုက်အဲ့လူတယောက်ကအဲ့မှာပဲလမ်းမှာပဲသေပြီးတော့ဒီများဆက်မလိုက်နဲ့တော့သေပေါ့နော်အဲ့တော့ဆက်မလိုက်နဲ့သေတူကသားတဲ့မိတယ်ဟိုမှာသားတဲ့မိဟိုအမေတယောက်နဲ့ကလေးတယောက်ထုံးစံတိုင်းပဲအများနည်းသူလည်းဆက်မလိုက်နိုင်တော့ဘူးသူသားလေးရလည်းပဲဟိုကလေးဆိုပေမဲ့လို့ကလေးရွယ်ပြီးသူ့အမေရင်ခွင်ထဲမှာအချီခံပြီးလိုက်နေပြီမဲ့လို့သူလည်းမတရားပင်ပန်းတာမတန်းအဲ့သူ့မေကနားလိုက်တဲ့အချိန်မှာသူလည်းဝမ်းသာသွားတယ်ဒါကလေးကဝမ်းသာမှုအဲ့တော့ဝမ်းသာထုံးတန်တိုင်းပေါ့နော်ဟိုအမေကနားလိုက်တာအမေကနားလိုက်တယ်ဆိုတာတေတော့မယ်သူ့ကိုသူဆက်မလိုက်တော့ဘူးလေသူအသက်ရှင်တန်ဖို့တော့ကသွားနေတဲ့ခါမှာဒီနေရာမှာနေခဲ့ရင်သူတေမှာပဲလေအစာရည်သာမရှိဘူးလေသူကရေလည်းမရှိဘူးအစာလည်းမရှိဘူးအဲ့အတွက်ကြောင့်တေမှာအမှန်တော့သူတေဖို့တော့သူနေလိုက်တာပဲဒါပေမဲ့ကလေးကမတေဘူးထားချင်းတေတော့အဲ့တော့ဒီအမေဟာအထုပ်တစ်ထုပ်ချပြီးတော့အဘီနာမှာပဲတေသွားတယ်ကလေးလေးကတော့သူ့မေတေလို့တေမှမသိဘူးအဘီနာမှာပဲသူကဟိုလှုပ်ဒီလှုပ်နဲ့လှုပ်နေရင်းနဲ့ကလေးကအမေကတေသွားတယ်တေသွားတော့ကျင်းတယ်ပဲဒီလိုပေါ့နော်ဟိုတရပြီးကူသွားတဲ့ခါကျတော့အမေရဲ့အလောင်းကသူခေါ်လို့မရတော့ဆိုတော့သူကစိုးတရားနူလည်းမရှိတော့ဘူးစားစရာအစားလည်းမရှိဘူးကလေးကဘာလို့လွတ်မလဲအဲ့ချိန်မှာခွေးတစ်ကောင်ရောက်လာလဲခွေးရလဲပဲတခြားခွေးမဟုတ်ဘူးအဲ့စစ်ဆောင်တွေထဲကနေပြီးစစ်ဘေးဆောင်တွေထဲကနေပြီးကြံနေခဲ့တဲ့ခွေးသူကလည်းပဲအဲ့ကလေးတို့တွေ့တဲ့အခါမှာဝမ်းသာအားနဲ့ပြေးလာတာဘာကြောင့်လဲဆိုတော့ထမင်းလေးပါလေးမြန်သူ့ကိုကျွေးမဲ့လူကျွေးမလားဆိုပြီးတော့ခွေးလေးကလည်းလာရှာတယ်ကလေးကလည်းဘာမှမသိဘူးခွေးလေးကသူကလည်းကလေးနဲ့ခွေးနဲ့တွားကြည့်တဲ့အခါမှာကလေးကလည်းပဲခွေးမြင်လို့ဝမ်းသာနေတယ်ခွေးရလည်းပဲကလေးမြင်လို့ဝမ်းသာတယ်သူတော့ဝမ်းသာလာခြင်းတော့မတူဘူးသမီးရဲ့ကလေးကသူ့ကိုအဖော်ရလို့သူတခုလာကျွေးတယ်ထင်မှာပေါ့အဖော်ရတာပေါ့ခွေးရလည်းပဲသူကလူတယောက်တွေ့တဲ့အခါကျတော့သူအစားလေးတစ်ခုခုနဲ့စားလို့ရလို့ရညာဆိုပြီးတော့သူကလာတာဒါပေမဲ့လို့ခွေးကအနံ့ခံကောင်းတယ်အဲ့ဒါဘာလို့ဆိုတော့အပုတ်နဲ့ရတယ်အပုတ်နဲ့ရဆိုတော့ဒါကျင်းနေသွားပြီဒါ
လူတယောက်တည်နေတဲ့နေရာဆိုသူအဲ့နေရာစွန့်ခွာသွားတဲ့အချိန်မှာအဲ့မှာအဲ့ကလေးလေးကထုံးစံတိုင်းပဲသူ့ဟာအဖော်မဲ့ပြီးတော့ဆက်ပြီးတော့နေတဲ့အချိန်မှာပဲမသိရှာဘူးကလေးလေးကကန်ကောင်းတယ်ကန်ကောင်းဟိုရေလေးပါရေစက်ကလေးပါရမှာပေါ့နော်အဲ့မှာသွားရင်နောက်မှနေနေပဲနည်းနည်းဟိုဘယ်လိုခေါ်မလဲ10နှစ်အရွယ်လောက်ရှိမှာပေါ့ကလေးတယောက်ရောက်လာအဲ့10နှစ်ရွယ်လောက်ရှိတဲ့ကလေးကလည်းပဲတာမန်ရိုးသူကလည်းပဲတခြားနေရာရောက်လာတဲ့ကလေးပေါ့ဒီစစ်ချောင်းလေးတဲ့ကလေးပဲသူကလည်းပဲထုံလေးလက်ကောက်ပဲသူ့အမေပဲတေသွားလို့သူလည်းပဲစားစရာလေးရလို့ကြံကြလိုက်ရှာရင်းနဲ့အဲ့ကလေးဘေးနားကိုရောက်လာရောက်လာတော့အဲ့ကလေးလေးကိုသူကကြည့်ပြီးတော့ကလေးလေးဘာဖြစ်တယ်ဆိုတော့သူကမစင်းသားအားသေးဘူးအဲ့ကလေးလေးဘေးနားမှာရှိနေတဲ့အထုပ်ကလေးတစ်ထုပ်ကိုသူကသွားပြီးတော့အောင်ဆိုင်ရအဲ့ထုပ်ကလေးထဲမှာစားစရာလေးများရှိလို့ရှိ냐ပေါ့သူလည်းဗိုက်စားနေတဲ့ကလေးတယောက်ကိုရှိတယ်ကြည့်တယ်ဘာမှမတွေ့ဘူးနောက်ဆုံးတော့မတန်းနိုင်သူကတော့နည်းနည်းခြေထောက်ကလေးပါလေးသွားနိုင်လာနိုင်ကန်းနိုင်တယ်ဆိုတော့ဒီဘေးနားမှာလည်းလူတယောက်ကအဖောက်အမျိုးသမီးတယောက်ကသေးနေပြီဆိုတော့အဲ့တော့အဲ့ကလေးလေးကိုသူဘာမှမပြောတော့အဲ့ကလေးကိုသူကကောက်ချီလိုက်ကလေးကလည်းဘာမှစကားမပြောတတ်သေးဘူးလေကလေးပဲရှိတာတခါတည်းကလေးတို့ကိုကောက်ချီလိုက်တယ်ချီပြီးတော့ green ခနဲ့လာတဲ့ဒုနှစ်ယောက်ရှင်းမဖြစ်တဲ့နေရာကိုဘယ်လိုခေါ်မလဲဒုနှစ်ယောက်တဲကိုလို့ရအိတ်တနေရာရောက်ရှိမှာပေါ့ကွာတဲ့အဲ့နေရာကိုလမ်းလျှောက်ကြတခါဒုနှစ်ယောက်ထွက်သွားကြမယ်အဲ့နေရာတော့ရှင်းမဖြစ်တဲ့နေရာပေါ့နော်ဆိုပြီးတော့အဲ့လိုပြောပြီးတော့ကလေးလေးကိုချီပြီးတော့အဲ့နေရာနေသူကထွက်သွားတယ်ဆိုတဲ့အကြောင်းမျိုးရေးထားတာဆိုတော့စစ်ဘေးရှောင်တွေရဲ့ဘဝတိတ်ကျင်တာစရာဆိုကောင်းတာပေါ့နော်တေးလဲတေးပဲဘာမှတတ်နိုင်နော်အရှင်ရဲ့ဘာပြောနေသမီးဒီစစ်ကြီးဖြစ်နေတဲ့အချိန်မှာသူမစွန့်ခွာရင်လည်းတေးမှာပဲစွန့်ခွာတော့လမ်းမှာအစာရည်စာပြက်လက်အိုင်ချင်းနဲ့တေးကြတို့တိုင်းကြီးမှာဘယ်လောက်များနေဒါကြောင့်သူပြောတယ်မို့လားတို့နှစ်ယောက်အတွက်ပေါ့နော်သူအများကြီးမတောင်းဆိုပါဘူးတို့နှစ်ယောက်အတွက်နော်တဲခုလို့ရတဲ့နေရာလေးတစ်ခုတော့ရွာလေးတွေ့ရတော့တွေ့ကောင်းတွေ့မှာပေါ့ကွာအဲ့နေရာကတော့စစ်မဖြစ်တဲ့ရွာပေါ့နေရာမှာပေါ့နော်ဆိုပြီးတော့အဲ့ခါလေးသူကဖတ်ပြီးတော့ဒါကြောင့်ဦးတခါလေးစာဖတ်တဲ့အခါမှာဘာမှမသိရဆိုစိတ်ထဲမှာအဲ့ကြီးကမွန်းကျက်ပြီးတော့စာတဘုတ်ဖတ်လို့ရှိရင်လေဆိုတော့များများကြီးပေါ့အဲ့တော့အဓိကကတော့ပြောလိုက်ပြီးကျေးဇူးထွန်းတယ်ရောက်ပြီကိုစန်းကြီးမောင်ရေတောင်းရပါရောက်ပြီတွေ့ပြီနော်ကျေးဇူးတင်ပါတယ်ကဲနော်ဒါလောဆယ်အလူကြီးမနေရပြီလေသမီးဆေးရောက်နောက်ထပ်ဆေးရောက်ပဲဆက်ပါဝင်ပြပါတာဦးကျော်သူဖိတ်ခေါ်တာနော်မမိုးကတော့မမိုးမိသားစု3ယောက်ပါဝင်လိုက်ပြီတသားကျဲရတသားဤတင်ရမမိုးရ900ဦးကျော်သူ100 600 600ပြသွားပြီကဲနောက်ထပ်ဆေးရောက်ဖိတ်ခေါ်ပါတယ်ကိုမတို့ရေဆေးရောက်ပြေလို့စီဦးကျော်ဖိတ်ခေါ်တဲ့ဆက်ရှာရောက်ပြေလို့စင်တော့ဘယ်နှဖွဲရမလဲမသိဘူးသိချင်တယ်ကျေးဇူးထူးတင်တယ်နော်16ကကြံနေတဲ့လူကတော့သမီးပဲဆက်ပြီးဖိတ်ခေါ်တော့သမီးဦးကိုတော့ပြင်လာတယ်သွားပြီ10နိုင်ခွဲဆိုသမီးဦးတာမင်္ဂလာပါကျေးဇူးထူးတင်တယ်ဟုတ်တယ်10နိုင်ခွဲပြီဦးလေးလည်းကျမ်းမကြီးမကောင်းโอเคကျေးဇူးထူးတင်တယ်သမီးနော်သမီးကျေးဇူးထူးတယ်ဘိုင်ဘိုင်ဦးလေးရေဘိုင်ဘိုင်ကျေးဇူးတင်ပါတယ်ဦးလေးအေးဦးလေးထွက်သွားလို့စိတ်သမီးလည်းထွက်ရမလားမသိဘူးအတန်တော့တိတ်သွားမလားသမီးနားထောင်ကြည့်လိုက်ပေါ့နားထောင်ကြည့်လို့ခဏဖြစ်တယ်ထွက်သမီးရောက်ခဏလေးနော်ဦးကျော်သူထွက်သွားပြီးတော့မှမို့ရောက်ရနေလို့စမမို့ထွက်ရမယ်နော်ပြီးတော့မှမို့ပြန်လာရမယ်နော်ဒါပေမဲ့မို့ပြန်လာဖို့အတွက်က9မိနစ်စောင့်ရမယ်ဘာလို့မို့ချက်ချပြန်လို့မရဘူးအဲ့ဒီမမို့လိုက်လွှင့်တဲ့အချိန်မှာအနီအောင်မီးကမပြောက်လို့စမမို့လွှင့်လို့မရဘူးမို့စောင့်ရတယ်9မိနစ်လောက်โอเคဟုတ်ကဲ့ပါလေထွက်ကြည့်လိုက်ဩပြောအောင်မယ်ကိုကမေတ္တာတက်တွေကြီးမားပါပြီများတော့ကိုကမေတ္တာတက်တွေတွမ်းမိုးပါပြီဘာလို့ဆိုစာရေးတဲ့အထဲမှာတမီးတော့ဝိုင်းရှယ်ပြီးတော့အဲ့မှာကွန်မင်းတွေကမတရားတက်ခါမှာဟိုမင်းအွန်လိုင်းဘက်ကလူတော်လာဆဲတယ်လာဆဲတော့ဦးကပြန်ပြီးတော့မေတ္တာပို့တယ်ကျမ်းမပါစေပေါ့နော်မေတ္တာပဲပို့တာသူတို့ပြန်မဆဲရတော့ပါဘူးနော်ပြန်ဆဲနေတယ်ဘုန်းကြီးဖြစ်တော့ဆိုတော့မေတ္တာကိုထိုင်ပို့တယ်အဲ့တော့မေတ္တာသမားကြီးဖြစ်နေပြီပေါ့နော်ကျေးဇူးတင်တယ်ဘိုင်ဘိုင်ဟုတ်ကဲ့ပါဦးလေးဟုတ်ကဲ့โอเคကဲမမို့ရောက်အောင်ဘယ်လိုလဲရသွားတာလားရသွားတာလားအတန်ပဲကြားတော့တာလားဒီ Facebook ကလည်းပအသေးအတန်ပဲခဏလေးနော်မမို့ကြည့်လိုက်အောင်မယ်
ငါချဲနေတယ်ဘာဖြစ်လို့မရတာဒီကောင်ဒုက္ခပဲရောက်ပြောက်သွားလားမသိတာဒုတဲ့အာနာစင်မောင်ချကြဆောင်ရနေတဲ့ငါရမျက်နာစဲကြီးပြပြောင်းလေးနဲ့ဒီမှာပဲဆိုင်တာโอเคမမို့ထွက်ရမယ်မို့ရောက်ရနေတယ်ပြန်လာမယ်နော်ပြန်လာမယ်ပြန်လာပြီးတော့ချက်ပြပါ9မိနစ်လောက်စောက်ပေးပါနော်9မိနစ်လား3မိနစ်လားမသိဘူးထွက်လိုက်မယ်နော်